သာသနာတော်နှစ်2555ခုနှစ်ကောဇာတက္ကရာ1383ခုနှစ်တော်သရင်လဆန်း6ရက်2011ခုနှစ်စက်တင်ဘာလ3ရက်ရန်ကုန်တိုင်းဒေသကြီးစမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်သီရိမင်္ဂလာလမ်းကံမြင့်ကျောင်း၌ဓမ္မယုံတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနား၌စမ်းချောင်းမြို့နယ်ရန်ကင်းလမ်းအမှတ်45နှစ်ဖက်မိဘများအမှုထား၍ဦးလှထွန်းတော်ခင်မြတ်မြတ်လှပါကြီးမောင်ကျော်စေရာထွန်းပါငယ်မောင်ကောင်းထက်ဆိုသမီးငယ်မလမြတ်သွေးမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောဓာတ်18ပါးကိုလေ့လာသုံးသပ်ခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဗျာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပယ်မေယံရေအတွက်တိုင်းဒါဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလောကအတိဒုက္ခရဏိဥ္စာသက်ချေလဲအင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျတိထဝေငါးသွဲအစုလုံခဲရင်တော်မူတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများယဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဓာတ်18ပါးကိုလေ့လာသုံးသပ်ခြင်းခန္ဓာအကြောင်းအာရဏအကြောင်းမြတ်စွာဘုရားကဟောပြောပြီးတဲ့နောက်မှာဓာတုဒေသနာဓာတ်ကို18မျိုးခွဲပြီးတော့ခွဲခြားခွဲပြီးတော့ဟောကြားတော်မူခဲ့ခန္ဓာ5ပါးဟောတာရောအာရဏ12ပါးဓာတ်18ပါးဟောတာရောဒီသဘာဝတရားတွေကိုခွဲခြားစိတ်ဖြာပြီးတော့ဟောတာဟာတတ္တဝါတွေရှိကြသောတန်တရားကာလမှာမမယွင်းယွင်းနဲ့ဖြစ်ပေါ်လာခဲ့တဲ့အတ္တတင်ညာတို့ဇီဝတင်ညာတို့ဆိုတဲ့အထင်တွေအမြင်တွေပျောက်ကင်းအောင်ဟောခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့ခန္ဓာ၅ပါးဟောတော့ကတော့ရုပ်ကိုတစ်ခုထားနာမ်ကို၄ခုထားပြီးတော့နာမ်နဲ့ပတ်သက်ပြီးတော့ရှင်းလင်းအောင်နာမတမ္မူလလို့ခေါ်တဲ့နာနဲ့ပတ်သက်ပြီးတော့တွေ့ဝေးနေတဲ့ပုဂ္ဂိုလ်တွေအတွက်ခန္ဓာဒေသနာလို့ဆိုတာကိုဟောတယ်။မြတ်စွာဘုရားရဲ့တရားကိုနာကြတဲ့ပုဂ္ဂိုလ်တွေဟာပညာအဆင့်အတန်းကအမျိုးမျိုးဖုံဖုံရှိကြတယ်။
ဣဇာတရားဆိုတဲ့ဆန္ဒတွေကလည်းအမျိုးမျိုးပုံပုံရှိတယ်သူတို့ရဲ့နှလုံးသွင်းစိတ်ထဲမှာစွဲနေတဲ့အနုတ္တယဆိုတာတွေကလည်းအမျိုးမျိုးပုံပုံရှိတယ်ပေါ့အဲ့ဒါလို့အမျိုးမျိုးပုံပုံရှိနေတာဘာနဲ့ဥပမာတူတော့ဆိုရင်ယောဂမျိုးစုံနေတဲ့လူမမာတွေလိုပဲပေါ့ဒီယောဂမျိုးစုံနေတဲ့လူမမာကိုဆေးတလက်တည်းနဲ့ကုလို့တော့မရဘူးပေါ့အဲ့ဒါကြောင့်မလို့ဤမျိုးမျိုးမြတ်စွာဘုရားကခွဲခြားပြီးတော့ဟောတာအဲ့ဒီလိုဟောကြားထားတဲ့တရားဒေသနာတော်တွေကိုဘုန်းကြီးတို့တွေဆင်ញင်သုံးသပ်တဲ့အခါမှာကိုယ်နဲ့အစဉ်ပြေတဲ့တရားနှလုံးသွင်းပြီဆိုလို့ရှိရင်အဲ့ဒီဆင်ပြေတဲ့တရားနဲ့ပဲဘုန်းကြီးတို့တွေဟာကိုယ့်ရဲ့စိတ်လေးကိုလေ့ကျင့်ပြီးတော့သမာဓိတရားတွေသမာဓိစွမ်းအားတွေပညာစွမ်းအားတွေတတိစွမ်းအားတွေထက်အောင်ကြိုးစားကြရမှာဖြစ်တယ်မြတ်စွာဘုရားရှိတဲ့အချိန်တုန်းကတော့မြတ်စွာဘုရားကဘယ်ပုဂ္ဂိုလ်ဘယ်တရားနဲ့တန်တယ်ဆိုတာခွဲခြားပြီးတော့ဟောကြားတာဟုတ်မြတ်စွာဘုရားမရှိတဲ့အခါတရားတော်တွေကိုထားခဲ့သည့်အတွက်ကြောင့်ဒီတရားတော်တွေဟာဘုရားရဲ့ကိုယ်တော်သားဆောင်ရွက်နိုင်တယ်လို့ဆိုပေမဲ့လို့မိမိနဲ့အစ္ဆတရားကြိုက်တဲ့တရားကိုတက်ရဲ့ကြီးတော့မပေးနိုင်တော့ဘူးဟောထားတဲ့တရားတော်တွေကိုကြားနာမှတ်သားပြီးတော့ဆင်ញင်ကျင့်ကြံပွားများအားထုတ်မှကိုယ်နဲ့ကြိုက်တဲ့တရားနဲ့ဒီလိုအဆင်ပြေမှာပေါ့ဒါကြောင့်မို့လို့ဆေးဝါးဆိုတာလည်းပဲယောဂမျိုးစုံအတွက်ဆေးဝါးတွေမျိုးစုံထုတ်ပြီးမယ်လို့ကိုယ်နဲ့သင့်တော်တဲ့ဆေးဝါးရှိတယ်လို့ကိုယ်နဲ့မသင့်တော်တာတွေလည်းရှိတာအဲ့တော့ကိုယ်နဲ့သင့်တော်တဲ့ဆေးကိုစင်ထာဝရမိဝဲကြရတယ်လို့ပဲမြတ်စွာဘုရားဟောကြားတဲ့တရားတွေထဲကနေပြီးတော့ခန္ဓာကိုရှုရင်ကိုယ်အတွက်မှာပို့ပြီးတော့ထင်လွယ်မြင်လွယ်ဖြစ်ပြီးတော့ဒီခန္ဓာပေါ်မှာဆွဲလန်းနေတဲ့ကိလေသာတွေကိုဖယ်ရှားနိုင်တယ်ဆိုရင်ခန္ဓာကိုယ်ပဲရှုရမှာပဲပေါ့ခန္ဓာရှုုံနဲ့မလုံးလောက်သေးဘူးအာရဏရှုမှကိုယ်တဏ္ဍာမှာကိုယ့်ရဲ့အသိဉာဏ်တွေဟာရှင်းလင်းတယ်ရှင်းလင်းပြီးတော့ယုတ်တရားနံတရားတွေပေါ်မှာတွေ့တာမှုတွေဖယ်ဖြောင်းနိုင်ပြီးတော့အမြင်ရှင်းရှင်းလင်းလင်းနဲ့အဝိဇ္ဇာဆိုတဲ့ကိလေသာကိုဖယ်ရှားလို့တဏှာဆိုတဲ့ကိလေသာတွေကိုဖယ်ရှားနိုင်စွမ်းရှိပြီဆိုရင်တော့အာရဏကိုပဲဘုန်းကြီးတို့တွေဥတည်ပြီးတော့ရှုကြရမှာပေါ့အဲဒါမြတ်စွာဘုရားကတော့ပြည့်စုံအောင်ဟောထားခဲ့တာဒါကြောင့်မို့လို့ဘုရားပြိဋိဘံသံဃာလေးမှာရှင်အနန္ဒာကိုဒီမိန့်ကြားခဲ့တဲ့စကားတစ်ခုဟာအတ္တမအဓိပ္ပာယ်ရှိတယ်45ဝါကာလအတွင်းမှာငါဘုရားတရားဓမ္မကိုအတွင်းရောအပြင်ရောပြည့်စုံအောင်ဟောပြီးပြီတဲ့တန္တရဗဟိတအတွင်းရောအပြင်ရောဘာမှမကြံအောင်ငါဟောထားပြီဘာမှမကြံဘူးလို့ဆိုတာလုံးဝပြည့်စုံကြီးဟောတာကိုပြောတာနိဗ္ဗာန်ရောက်ဖို့ရအကြောင်းတရားအတွက်ဘယ်ဟာလေးဖြင့်လိုသေးတယ်ဆိုတာမရှိတာကိုပြောတာနော်သူသိတာတွေအကုန်ဟောတာတော့မဟုတ်ဘူးပေါ့မြတ်စွာဘုရားကသုတ်တန်တစ်ခုမှာဟောထားတာရှိတယ်လေရင်းတိုက်တော်ထဲမှာသတင်းသုံးနေထိုင်ရင်ကအောက်မှာကြွေကြနေတဲ့ရင်းတိုက်ရွက်ကလေးတွေကိုလက်နဲ့ကောက်ဆုပ်ပြီးတော့ငါဟောတဲ့တရားဟာဟောဒီလက်ထဲမှာရှိတဲ့ရင်းတိုက်ရွက်ကလေးတွေလောက်ပဲအတိုင်းတာရှိတယ်ငါသိတာကဟောဒီရင်းတိုက်တော်ကြီးမှာရှိတဲ့ရွက်တွေလောက်ရှိတယ်လို့ဆိုဘုရားသိတာအကုန်တော့မဟုတ်ဘူးသို့တော့ဘုရားဟောထားတဲ့တရားဟာနိဗ္ဗာန်ရောက်ကြောင်းအတွက်ပြည့်ပြည့်စုံနဲ့လုံလောက်တယ်ဆိုတဲ့အဓိပ္ပာယ်တော့ရတယ်ပေါ့နော်ဘယ်တရားဖြင့်ကျမ်းနေသေးလို့နိဗ္ဗာန်ရောက်ဖို့အတွက်လိုအပ်နေသေးတယ်မပြည့်စုံသေးဘူးဆိုတာမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားရှင်အနန္ဒာကိုပြိဋိဘံသံဃာနည်းညောင်ဆောင်ပေါ်မှာလဲလျောင်းရင်းဟောတာအနန္ဒာတရားနဲ့ပတ်သက်လို့ငါဟာအတွင်းရောပြင်ရောပြည့်ပြည့်စုံစုံဟောထားတယ်ငါမှအာစရိယမုဋ္ဌိဆိုတာဆရာကနေပြီးတော့တပည့်တွေကိုမပေးဘဲနဲ့ဆုပ်ကန်ပြီးတော့ထားတဲ့ဟာမျိုးမရှိဘူးလို့ဒီလိုပြောတယ်လောကလူတွေကတော့အာစရိယမုဋ္ဌိဆိုတာထားလို့ရှိကြတယ်အာစရိယမုဋ္ဌိဆိုတာမထားရင်ဘာဖြစ်တုံဆိုတပည့်ကဆရာနဲ့ဓာတုဖြစ်သွားရင်မလေးမစားမှသူကြောက်တယ်ကြောက်သည့်အတွက်ကြောင့်ဆရာတွေကတော့သူကဆရာသားလေးခြံထားလိုက်သေးတာပေါ့အဲ့ဒါကိုအာစရိယမုဋ္ဌိလို့ခေါ်တယ်ဆရာရဲ့လက်သီးဆုပ်ဆရာလက်သီးဆုပ်ထဲမှာသူသိတဲ့တက်ပညာလေးတွေကိုဖွဲ့ထားတာမြတ်စွာဘုရားမှာအဲ့လိုအာစရိယမုဋ္ဌိ
လက်နဲ့ဆုပ်ပြီးတော့ဖွက်ထားတာမရှိဘူးအကုန်ဟောတယ်မြတ်စွာဘုရားလည်းလို့ဆိုလိုတာနော်ရှင်အနန္ဒာကိုမိန့်ခဲ့တဲ့စကားမှာနမေအာစရိယမုဋ္ဌိဓမ္မေတုတဲ့ဓမ္မနဲ့ပတ်သက်လာလို့ရှိရင်တော့ပြည့်ပြည့်စုံစုံဟောထားတာတဲ့ငါမှအာစရိယမုဋ္ဌိဆိုပြီးတော့ဆရာသားခြံထားရတာတခုမှမရှိဘူးလို့ပြောတယ်အဲ့လိုပြောပြီးမြတ်စွာဘုရားကအနန္ဒာမပူနဲ့ငါဟောခဲ့တဲ့ဓမ္မငါဟောတဲ့ဝိနည်းတွေဟာငါမရှိတဲ့နောက်မင်းတို့ဆရာပဲတဲ့ဒီလိုပြောခဲ့တာကိုအဲ့တော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့ဒီသာသနာတော်ရဲ့ထူးခြားချက်ကဘာလဲလဲဆိုရင်တခြားကိစ္စတွေမှာတခြားဘာသာရေးတွေမှာရောသူကခေါင်းဆောင်တယောက်မရှိတော့ဘူးဆိုလို့ရှိရင်နောက်ထပ်ခေါင်းဆောင်တယောက်ကတက်မြဲကိုမြတ်စွာဘုရားမှာတော့အစားထိုးစရာခေါင်းဆောင်ဆိုတာမရှိဘူးခေါင်းဆောင်ကဘုရားကဘယ်သူ့ကိုရွေးခဲ့တယ်ဆိုဓမ္မကိုပဲရွေးခဲ့ပုဂ္ဂလကိုမရွေးချင်ခဲ့ဘူးပေါ့ဒီကနေ့ခေတ်မှာတော့ခေါင်းဆောင်ဆိုတာပုဂ္ဂလကိုပဲရွေးရတယ်ဓမ္မကိုမရွေးဘူးအခုမြတ်စွာဘုရားကျတော့သာသနာတော်မှာဓမ္မကိုရွေးတယ်ဒါမို့ခေါင်းဆောင်ဟာပုဂ္ဂလပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ဓမ္မပဲဘုရားဟောထားတဲ့တရားဗုဒ္ဓဓမ္မသံဃာလို့ဒီလိုရှိတယ်ထင်မယ်ဓမ္မဟာဘုရားရဲ့ကိုယ်စားဆောင်ရွက်လိုက်တယ်သံဃာလည်းဘုရားကိုယ်စားဆောင်ရွက်တာမဟုတ်ဘူးဘုရားရဲ့ကိုယ်စားဆောင်ရွက်တာဓမ္မပဲနော်ဒါကြောင့်မို့ဗုဒ္ဓနဲ့ဓမ္မဓမ္မနဲ့ဗုဒ္ဓဆိုတာတသားတည်းရှိတယ်ပေါ့မြတ်စွာဘုရားကိုယ်တိုင်မိန့်ကြားခဲ့တာကယောအနန္တမယဓမ္မောသဝိနယောသဒေတိတောပညတ်တော်သောမမစေနတတ္ထာဆိုအတော်ရှင်းရှင်းလင်းလင်းမြတ်စွာဘုရားဟောခဲ့တာယောအနန္တမယဓမ္မောသဝိနယောသဒေတိတောပညတ်တော်ဘုရားဟောတဲ့တရားဟာဓမ္မနဲ့ဝိနယဓမ္မဆိုတာသုံးတဲ့အဘိဓမ္မာကိုဓမ္မလို့ခေါ်ပြီးတော့ဝိနယဆိုတာတော့ဆုံးမတွေပေါ့စီမင်းစည်းကမ်းတွေပေါ့ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်လို့ဆုံးမတဲ့ဒီဆုံးမချက်တွေပေါ့ကာယကံမှုဝစီကံမှုနဲ့ပတ်သက်ပြီးတော့ဆုံးမချက်တွေဝိနည်းစည်းကမ်းတွေဒေတိတောပညတ်တော်ဟောခဲ့တယ်ပညတ်ခဲ့တယ်ချမှတ်ထားခဲ့တယ်သောမမစ္စေနတ္တမမအစ္စေနငါမရှိတော့ဘူးဆိုတဲ့နောက်မှာမင်းတို့ရဲ့ဆရာပဲလို့ဒီလိုပြောတယ်အခုချိန်မှာငါတစ်ပါးတည်းကဆုံးမနေပြီမဲ့လို့ငါမရှိတဲ့နောက်မှာငါဟောခဲ့တဲ့ဓမ္မဝိနည်းတွေဟာသင်တို့ရဲ့ဆရာဖြစ်တယ်လို့ဆိုတော့ဆိုလိုတာကငါဟောခဲ့တဲ့ဓမ္မဝိနည်းအတိုင်းလိုက်နာကျင့်သုံးကြကျင့်သုံးလို့ရှိရင်ငါရှိတုန်းကလိုပဲအကျိုးဖြစ်ထွန်းလိုက်မယ်လို့ဒီလိုဆိုလိုတာပဲအဲ့တော့မြတ်စွာဘုရားမှာအာစရိယမုဋ္ဌိဆိုတာမရှိအဲ့ဒါလို့မရှိပြီမဲ့လို့အခုဘုရားဘာသာကျင့်တော့တူတူပဲပေါ့နော်ဟိုတရုတ်ပြည်တို့ဂျပန်တို့ကိုရီးယားတို့မှာပြန်ပွားနေတဲ့မဟာယာနလို့ခေါ်တဲ့ဘုရားဘာသာနဲ့အခုမြန်မာထိုင်းသီရိလင်္ကာကမ္ဘောဒီးယားလာအိုနိုင်ငံတို့မှာယုံကြည်ပြီးတော့လေ့လာလိုက်စားကြတဲ့ဘာသာကထေရဝါဒအဲ့တော့ထေရဝါဒဆိုတာမြတ်စွာဘုရားအစစ်လို့မြတ်စွာဘုရားဟောတဲ့အတိုင်းလုံးဝမပြင်ရဘူးလို့ပထေကြီးတွေကမူဝါဒချပေးထားလို့ထေရဝါဒလို့ခေါ်တာထေရဆိုတဲ့အဓိပ္ပာယ်ကလူကြီးလို့အဓိပ္ပာယ်ရတယ်တဲ့ရကြီးမားပြီးတော့ခိုင်ခန့်တဲ့ခိုင်မာတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုထေရဆိုတာခိုင်မာတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်အသက်ရရင့်ကျက်ပြီးတော့ခိုင်မာတဲ့ပုဂ္ဂိုလ်တွေကိုထေရဘုန်းကြီးဆိုလို့ရှိရင်တန်ဃာတွေမှာသူကအရွယ်လိုက်ခေါ်တာရှိတယ်ပေါ့တဝါနေ9ဝါအထိအဲ့ဒါကိုနဝလူငယ်လို့သတ်မှတ်တယ်အသက်ကြီးကြီးငယ်ငယ်မဆိုင်ဘူးဒါရဟန်းဖြစ်လို့ရဟန်းဖြစ်ပြီးတဲ့နောက်9နှစ်တစ်နှစ်ကနေပြီးရဟန်းစဖြစ်တဲ့ဟာနေစတွက်လိုက်တယ်9နှစ်ဆိုရင်သူကနဝပဲလူသစ်သို့မဟုတ်လူငယ်နဝဆိုတာအသစ်ကိုပြောတာနော်မရင်ကျက်သေးဘူးမင်းရောက်ခါရှိသေးတယ်သာသနာမှာမရင်ကျက်သေးဘူးမပြည့်စုံသေးဘူးနဝလူသစ်လို့ဒီလိုသတ်မှတ်တာပေါ့ဒီနဝကကိုးကနန်းကိုပြောတာမဟုတ်အသစ်ကိုပြောတာနော်သာသနာဝင်စမို့အသစ်ပဲရှိသေးတယ်မရင်ကျက်သေးဘူးနောက်တစ်ခါ6ဝါကနေပြီးတော့9ဝါထိအောင်ကြတော့အလယ်အလတ်လို့ဆိုပြီးတော့ဒီလိုသတ်မှတ်တယ်
6 ဝါကနေပြီးတော့10 ဝါအထိအလယ်လတ်လို့သတ်မှတ်ပြီးတော့10 ဝါကနေအထက်ကိုကြတဲ့အခါကျတော့17 ဝါကနေအထက်ကိုကြတော့ထေရခိုင်မာသူလို့ဒီလိုလေးပဲထေရနဝမစ္စည်းမာလို့အဲ့လိုခေါ်တယ်ဒါကယဟန်နေရဲ့ဒီကိုချင်းဒီယဟန်ဖြစ်တဲ့ဘဝနဲ့ပတ်သက်ပြီးတော့သူကဟို hierarchy ပေါ့ hierarchy အဆင့်ဆင့်မြင့်သွားတဲ့သဘောကိုပြောပြတာနော် hierarchy စနစ်နဲ့မြတ်စွာဘုရားကသံဃာအဖွဲ့အစည်းကိုဖွဲ့စည်းပေးခဲ့တာအဲ့တော့နဝတဲ့မစ္စည်းမာတဲ့ထေရတဲ့ဆိုပြီးတော့အဆင့် 3 ဆင့်ခွဲပေးထားတယ်အဲ့တော့ရင်းချက်မှုထေရဆိုတဲ့ပုဂ္ဂိုလ်တွေဟာသာသနာတော်မှာအတွေ့အကြုံအမြဲတမ်းရှိပြီးတော့10 နှစ်လောက်ထိအောင်အခြေခံကောင်းကောင်းတွေကိုရရှိထားပြီးတော့ကိုယ်တိုင်လည်းလက်တွေ့ကျင့်သုံးပြီးတော့မြတ်စွာဘုရားတရားတော်မှာအခြေခံခိုင်လုံသွားတဲ့ပုဂ္ဂိုလ်တွေကိုထေရရဲ့အဓိပ္ပာယ်ကထိရခိုင်မာတယ်ဆိုတဲ့အဓိပ္ပာယ်လေးရတယ်နောက်တစ်ခုကဒီလူကြီးဆိုတဲ့အဓိပ္ပာယ်လေးရတယ်ပေါ့နော်အဲ့ဒါလို့ထေရအဆင့်ရောက်လာတဲ့ပုဂ္ဂိုလ်တွေသာသနာတော်မှာခိုင်မာနေတဲ့ပုဂ္ဂိုလ်တွေကနေပြီးတော့မူဝါဒချမှတ်ထားခဲ့တယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေနဲ့ပတ်သက်ပြီးတော့မူဝါဒချမှတ်ထားတဲ့မူဝါဒတွေကမြတ်စွာဘုရားမဟောတာမပြည့်ညတ်တာကိုအသိမလို့ရဘူးအသိမထည့်သွင်းရအောင်ဒီလိုပြောတာနော်အပညတ္တနပညပေတ္တပါမြတ်စွာဘုရားမပြည့်ညတ်ခဲ့တဲ့မဟောခဲ့တဲ့ဟာကိုအသိမထည့်အောင်ပညတ္တနသမုတ်စိန်ဒီတက်ပါဟောပြီးသားပြည့်ညတ်ပြီးသားကိုမပယ်ဖြဲအောင်ယထာပညတ်တွေသူသိက္ခာပရိသူသိက္ခိတက်ပါပြည့်ညတ်ထားတဲ့အတိုင်းကျင့်ရမယ်အရာတွေကိုကျင့်ရမယ်လို့ဒီမူ 3 ခုကဗဒံကောင်းတာအဲ့ဒါလိုမှမဟုတ်ရင်ပြင်းပြင်းသွားလိုက်တာနဲ့တပြိုင်နက်မူရင်းဆိုမကြံတော့ဘူးလေဘယ်ဟာမူရင်းမှမသိတော့ဟိုအဝတ်ကိုဖားပြီးတော့ဝတ်ထားလို့ဖြစ်သွားပြီဖားတဲ့အစတွေနဲ့ပဲနောက်ဆုံးဖြစ်သွားတယ်မူလအစမရှိတော့ဘူးပေါ့နော်တော့အဲ့လိုမျိုးမဖြစ်ရအောင်မူလအတိုင်းလက်ခံကျင့်သုံးတာကိုဒါထေရဝါဒလို့ခေါ်တယ်အဲ့တော့မြန်မာနိုင်ငံသာသနာကိုထေရဝါဒလို့ခေါ်တာဟာဒီမူနဲ့ချမှတ်ပြီးတော့မြတ်စွာဘုရားဟောတဲ့အတိုင်းဆုံးမသွင်းတယ်မြတ်စွာဘုရားဟောတဲ့အတိုင်းလိုက်နာအသစ်မလုပ်ရမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲအသစ်လုပ်ဖို့ပြောခဲ့တာမှမဟုတ်ပဲနဲ့အာစရိယမုဋ္ဌိငါမှမရှိဘူးဘာမှထပ်ဖြည့်เสียလည်းမလိုဘူးပယ်နှုတ်ပြစ်เสียလည်းမလိုဘူးတဲ့ငါဟောခဲ့တဲ့ဓမ္မငါဟောပြညတ်ခဲ့တဲ့ဝိနည်းတွေဟာငါမရှိတဲ့နောက်မင်းတို့ရဲ့ဆရာပဲလို့ဒီလိုဟောခဲ့တာပြောခဲ့တာမှားခဲ့တာဆိုတော့ဒါအလေးထားမဲ့စကားတစ်ခုပဲပေါ့နော်မြတ်စွာဘုရားကငါမရှိရင်ဘယ်သူအာကိုရေးကြလို့ဘယ်တော့မှမဟောဘူးဒါတကယ်ပုဂ္ဂိုလ်ဆိုတာလဲအာကိုရတာမှမဟုတ်တာရှင်အနန္ဒာကရှင်သာရိပုတ္တရာပြိဋိဘံစံသွားတဲ့အခါကျသူကဝမ်းနဲ့စကားပြောတယ်ရှင်သာရိပုတ္တရာရှင်သိကောင်းတာပဲသူကတရားဓမ္မတွေဟောပြောတယ်ကူညီတယ်မသိတာတွေကိုရှင်းပေးတယ်ရှင်သာရိပုတ္တရာတရားနဲ့အချင်းချင်းပေါ်မှာအမြဲတမ်းတရားနဲ့စောင့်ရှောက်တယ်ချီးမြှောက်တယ်ခုချိန်မှာအဲ့ဒါတွေကဆုံးရှုံးတယ်ပေါ့ရှင်သာရိပုတ္တရာမရှိတော့အနိတ္တရာရှိတဲ့တို့တရားတွေမနာရဘူးလို့ဆိုတဲ့ဝမ်းနဲ့စကားပြောတော့မြတ်စွာဘုရားပြောတယ်ဟောတဲ့ထဲမှာသူကမြတ်စွာဘုရားကအနန္တပုဂ္ဂိုလ်ဆိုတာအာမကိုရအောင်ဓမ္မပဲအာကိုရမယ်လို့ဟောခဲ့တာနော်ဓမ္မကိုပဲအာကိုရမှာဟုတ်တယ်ပုဂ္ဂိုလ်ဆိုတာလည်းသာဝရအာကိုလို့မရဘူးလေအမေအာကိုဖေအာကိုအမေဖေကတော့ကြာမရှိတော့ဘူးဆိုသူ့အာကိုမှာဒီလိုပေါ့ပုဂ္ဂိုလ်ဆိုတာအာကိုလို့မရဘူးတဲ့ဓမ္မကိုပဲအာကိုဓမ္မကိုအာကိုခြင်းဤသာလင်တကယ်အာကိုရအစီဖြစ်တယ်လို့ဒါကြောင့်မို့လို့ငါဟောခဲ့တဲ့ဓမ္မငါဟောပြညတ်ခဲ့တဲ့ဝိနည်းသင်တို့ရဲ့ဆရာပဲလို့ဒီလိုမြတ်စွာဘုရားကမှာခဲ့တာသို့တော့လေအခုထေရဝါဒဂိုင်းမဟုတ်တဲ့မဟာယာနဆိုတာကြတော့သူကတရားဓမ္မတွေတချို့တွေကိုပြင်ပစ်တယ်သူထေရဝါဒမှာမြတ်စွာဘုရားတရားတွေထည့်သွင်းတာမရှိဘူးလားဆိုဘာတွေထည့်သွင်းလို့ဆိုရှင်အနန္ဒာကဧဝမေတုတံထည့်သွင်းတယ်ဒါကတရားအနေနဲ့ထည့်သွင်းတာမဟုတ်ဘူး
နိဒံ introduction လေးတွေတော့ထည့်သွင်းပေးတယ်ပေါ့အဲ့ဒီထည့်သွင်းတာဟာ confirm လုပ်တဲ့သဘောပဲပေါ့မြတ်စွာဘုရားဟောတဲ့တရားကို confirm လုပ်ပေးတာနော်ဘုရားဟောတာမှန်ကန်တယ်ဆိုတာကိုသူဟောတာမဟုတ်ဘူးဘုရားဟောတာဘယ်တော့မှဟောခဲ့တယ်ဆိုတာကိုသူက introduce လုပ်တဲ့သဘောပဲဘုရားတရားတော်ထဲမှာဘာမှဖြစ်ဆက်ပြီးတော့ပြောတာမရှိတရားကိုတရားတတ်တတ်မဲ့ထားတယ်မြတ်စွာဘုရားစဟောတာကြည့်လေဧဝမေတုတံဧကံတပယံဘဂဝါဗာရဏတိယံဝေရတိဣတိပတနေမိဂထာယဒါရှင်အနန္ဒာကထည့်ပြီးတာအဲ့ဒီမှာမြတ်စွာဘုရားပိဿဝဂိဘိက္ခုအာမန္တေတိကနေပြီးနောက်ဘုရားဟောတာကြတော့ဒွေမေဘိက္ခုရစတာလေအဲ့ဒီမှာဘာမှပြင်ဆင်ခြင်းမရှိဘူးအဲ့ဒီလိုမပြင်ဆင်မဲနဲ့ဘုရားတရားတော့အရင်တိုင်ပဲလက်ခံပြီးတော့ကျင့်သုံးကြရမယ်လို့ဒီလိုဆိုတာပေါ့သို့တော့ဒီမဟာယာနဂိုင်းတွေကြတော့ပြင်ဆင်ပြစ်တာတွေအများကြီးဖြစ်သွားတယ်ဝိနည်းဘက်ကလည်းပြင်ဆင်လိုက်တယ်သုတ်တံဘက်ကလည်းပြင်ဆင်လိုက်တယ်အဘိဓမ္မာဘက်ကလည်းပြင်ဆင်လိုက်တယ်ဆိုတော့ပြင်ဆင်ထားတာတွေကအသစ်တွေကအများကြီးဝင်သွားတဲ့အခါကျတော့ဘုရားဘာသာဂိုင်းတောင်မှတစ်ခုနဲ့တစ်ခုမတူတဲ့သဘောဖြစ်သွားတယ်ပေါ့အဲ့တော့ခြေရဝါဒကတော့ authentic ဘုဒ္ဓဆင်ပေါ့မူရင်းတိုင်းလိုက်နာကျင့်သုံးရတဲ့ဘုရားဘာသာပေါ့အဲ့ဒါကိုထေရဝါဒကိုသူတို့နားလည်အောင်ပြောလို့ရှိရင်တော့orthodox လို့ပြောရတယ်ပေါ့ orthodox ဆိုတာမူရင်းတိုင်းလိုက်နာမူရင်းကတရားသားမှပြောင်းလဲမလို့အောင်ပြင်ပြတဲ့ဘုရားဘာသာကြတော့ heterodox သူကခေတ်နဲ့ညီအောင်ဆိုပြီးတော့ဟိုပြောင်းဒီပြောင်းလျှောက်ပြောင်းတာပေါ့အဲ့တော့အဲ့ဒီလိုဟာမျိုးတွေလောက်ကြတာတွေရှိတယ်ပေါ့အဲ့ဒီမှာဘာရေးထားတာလဲလို့ဆိုတော့ဘုန်းကြီးတို့လည်းငါကတော့မသိဘူးပေါ့တိရိလင်္ကာနိုင်ငံမှာသွားပြီးတော့ဒီအင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တွေကနေပြီးဗုဒ္ဓဇင်းကိုလေ့လာတဲ့အခါအမေတန်းကိုသွားတက်တော့ဘာတွေ့ရတော့ဆိုအဲ့ဒီမဟာယာနဗုဒ္ဓဇင်းကိုလေ့လာတဲ့အခါဘာသွားတွေ့တော့ဆိုလို့ရှိရင်သူတို့ကထေရဝါဒတရားကိုမြတ်စွာဘုရားကလူညံ့တွေကိုဟောတာတဲ့အတိညာအားနည်းတဲ့ပုဂ္ဂိုလ်တွေကိုဟောတာတဲ့နော်လူညံ့တွေအတွက်ဟောတာတဲ့လူတော်တွေအတွက်ကသူတို့ကိုသီးသန့်ဟောထားတော့မဟာယာနကလက်ခံထားတဲ့တရားလူတော်တွေအတွက်ဟောတဲ့တရားလို့ဒီလိုဆိုတယ်နော်ဒီလိုဆိုတာအဲ့ဒီမှာသူကဒီတရားအင်္ဂလိပ်စကားလုံးလေးနှလုံးရှိတယ် exhortare နဲ့ exhortare နှစ်ခုရှိတယ် exhortare ဆိုတာသီးသန့်ပုဂ္ဂိုလ်တွေအများကိုဟောတာမဟုတ်သီးသန့် exhortare ဆိုတာအလုံးအတွက်ဟောတယ်ဆိုလိုတာကအာစရိယမုဋ္ဌိလို့ဆိုတာကျတော့ခုနကလက်ရင်းတပည့်တွေကိုသာဆရာကပေးတယ်လူတိုင်းကိုမဟုတ်ဘူးသို့တော့မြတ်စွာဘုရားကိုယ်တိုင်ကနမေအာစရိယမုဋ္ဌိအဋ္ဌိဓမ္မေတုငါမှာအာစရိယမုဋ္ဌိမရှိဘူးတဲ့တရားနဲ့ပတ်သက်လာလို့ရှင်ငါအကုန်ဟောထားတာလို့ပြောထားတဲ့စကားနဲ့ကိုက်ညီမှုမရှိဘူးပေါ့နော်အဲဒီစာအုပ်လေးမှာရေးထားတော့ဟုတ်လိုက်တာလို့နော်အရင်ပြောတဲ့လူကနိုင်စတမ်းမယ်သူတို့အဲ့တော့မှ exhortare နဲ့ exhortare ဆိုတာလေးစကားလုံးလေးနှစ်ခုသုံးပြီးတော့အများကိုဟောတဲ့တရားကတစ်ခုတဲ့ special လူတွေကိုဟောတဲ့တရားကတစ်ခုဆိုပြီးတော့ခရစ်ယာန်မှာတော့အလို့ရှိတာဟုတ်တယ်လေခရစ်ယာန်မှာရှိတယ်လက်ရင်းတပည့်တွေကိုပြောတာဆိုတာလေခရစ်တော်ကတော့အဲ့ဒါမျိုးတော့ရှိတာပေါ့ဘုရားဘာသာမှာအဲ့ဒါရှိတာဆိုမရှိဘူးမြတ်စွာဘုရားရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့သာဟောပြီးတော့ကျန်တဲ့ပုဂ္ဂိုလ်တွေမဟောဘူးဆိုတာရှိမှမရှိတာအလုံးတူတူပဲအလုံးမြတ်စွာဘုရားဟောသမျှတရားတွေရှင်အနန္ဒာကအကုန်လုံးလိုက်ပြီးတော့မှတ်နိုင်တာပဲဒါကြောင့်မလို့ exhortare တို့ exhortare ဆိုတဲ့ဒီတရားဒေသနာဟာတိတန့်ခွဲခြားပြီးတော့ဟောတာမရှိဘူးသို့တော့မြတ်စွာဘုရားကဒီပုဂ္ဂိုလ်ဒီတရားနဲ့တန်တယ်ဟိုပုဂ္ဂိုလ်ကျတော့ဟိုတရားနဲ့တန်တယ်လို့သူ့ဥဒုဆံတန်ရုံဟောတာမျိုးတွေကတော့ဒါဇယိုက်ကိုကြည့်ပြီးဟောတဲ့ဟောမျိုးပဲခုနလိုဟာမျိုးမဟုတ်ဒါအတိပ္ပယ်အကောက်လွဲတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဣဇာတရားနဲ့ဟောတာကိုပဲအတိပ္ပယ်အကောက်လွဲပြီးတော့ပြောတာလည်းဖြစ်နိုင်တယ်ပေါ့
မြတ်စွာဘုရားကဒါတော့အိစ္ဆတရားကိုလိုက်ပြီးကြည့်ရဟောရမှာပဲအဲ့တော့ရုပ်တရားနဲ့ပတ်သက်ပြီးတော့တန်တရားမရှိဘူးနံတရားတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းခွဲခြားပြီးတော့ပြောဖို့လိုအပ်တယ်ဆိုတဲ့ပုံကိုယ်တွေကိုမြတ်စွာဘုရားခန္ဓာဟောတယ်ဒါကြောင့်မို့လို့နံတရားကို၄မျိုးခွဲပြီးတော့ရုပ်တရားကြတော့တစုတည်းဟောပေးထားတာအဲ့ဒီပုံကိုယ်မျိုးကတစုရှိတယ်ပေါ့နောက်တစုကြတော့နံတရားနဲ့ပတ်သက်ပြီးတော့တန်တရားမရှိဘူးတွေ့ဝေမှုမရှိဘူးရုပ်တရားနဲ့ပတ်သက်ပြီးတော့နည်းနည်းတွေ့ဝေမှုရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေအတွက်အာယတနာဆိုတဲ့ဒေသနာကိုဟောလိုက်တယ်တခါယုတ်ရောနံရောနှစ်ခုလုံးအတွက်အကျယ်ချဲ့ပြောဖို့လိုအပ်တဲ့ပုဂ္ဂိုလ်တွေကြတော့ဓာတ်18ပါးကိုဟောတယ်နှစ်ခုလုံးအတွက်အကျယ်ချဲ့လိုက်တယ်အဲ့တော့အဲ့ဒီအဓိပ္ပာယ်မျိုးလေးသာရှိတာအိသောတာရိလို့ပြောစရာမဟုတ်တာဒါပုဂ္ဂိုလ်လိုက်ဟောတာဒါတော့မှန်တာပေါ့ဆရာဝန်တွေဆေးကွရင်တော့မှပဲဒီယောဂဒီဆေးအဲ့ဒါလို့မဟုတ်ရင်တော့ဒီရစားတဲ့တမယ်တဲ့နဲ့ရှောက်ပြီးတော့ယောဂတွေအကုန်ကုလို့ပဲရမလဲနော်အဲ့တော့ဆေးဆိုတာသူယောဂနဲ့သူဟာသူ specific ဆိုတဲ့ဆေးတွေကသူရှိတာပေါ့ဒီယောဂအတွက်ဒီဆေးဆိုတာရှိရမှာပေါ့အဲ့တော့မြတ်စွာဘုရားလည်းအဲ့ဒါလို့ခွဲခြားမှုလေးသာရှိတာခုနပြောတာလို့အရေးချင်းမမီလို့ဒီတရားကတော့လူတစုအတွက်ဟောတယ်ကျန်တဲ့တရားကအများအတွက်ဒီလိုဟောတယ်လို့ဆိုတဲ့အယူအဆတစ်ခုဟာဒါမမှန်ကန်တဲ့အယူအဆတစ်ခုလို့အစောတာတဲ့အိစောတာတဲ့ဆိုရောင်ဝါးပြီးတော့ပြောတဲ့အရာသာဖြစ်တယ်လို့ဘုန်းကြီးတို့ဒီလိုကောက်ချက်ချလို့ရတယ်ပေါ့အဲ့တော့မြတ်စွာဘုရားကဒီဓာတုဒေသနာကိုဟောတယ်လို့ဆိုတာဟာယုံနံကိုလည်းရှင်းရုပ်ရောရှင်းပြောဖို့လိုအပ်တယ်နံကိုလည်းရှင်းပြောဖို့လိုအပ်တယ်ပို့ပြီးတော့အသေးစိတ်ပြီးတော့ဟောထားတာဖြစ်တယ်ဒါကြောင့်မို့လို့ခန္ဓာတော့က၅ပါးနဲ့ဟောပြီးအာရဏကြတော့7ထပ်ပြီးတော့တိုးလိုက်တယ်ဓာတ်ကြတော့18ဖြစ်သွားတယ်ပေါ့အဲ့တော့ဟောထားပုံလေးရလည်းပဲအမတမကောင်းတယ်ဘာကြောင့်18ခုဟောတာလဲဆိုတာအထက်ကရာကတော့သူက reasonable ဖြစ်အောင်ပေါ့လေအကြောင်းတရားကိုရှာပြထားတယ်ပေါ့ရှာပြထားတာတော့တခြားမဟုတ်ဘူးတတ္တဝါတွေဟာဒီအသိစိတ်နဲ့ပတ်သက်လာလို့ရှင်ဇီဝအသက်လို့ထင်ကြတယ်တဲ့ဗမာတွေလည်းပဲလူရဲ့အသက်ကိုဝိညာဉ်လို့ပဲပြောနေကြတာလေဝိညာဉ်လို့ပဲပြောတာသိတဲ့အခါမှာဒီဝိညာဉ်လေးကထွက်သွားတယ်သို့မဟုတ်ဝိညာဉ်လေးကဘဝကူးသွားတယ်တို့ဝိညာဉ်လေးကအိမ်မောကမဆင်းဘူးတို့နော်ဝိညာဉ်လောကတို့ဆိုပြီးတော့ပြောနေကြတာရှိတယ်ပေါ့အဲ့တော့အဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ဆွဲလန်းမှုတွေဟာအမှန်တမ်းများတယ်ပေါ့အဲ့ဒီဆွဲလန်းမှုတွေကိုပတ်ပြောက်အောင်မြတ်စွာဘုရားကဓာတုဒေသနာကိုဟောတယ်လို့ဓာတုလို့ဆိုတဲ့ဓာတ်18ပါးခွဲခြားပြီးတော့ဟောတယ်တဲ့အဲ့တော့ဓာတုဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကအတ္တကရာမှာတော့အမျိုးစုံဖွင့်ပြတယ်သို့တော့ apply လုပ်လို့ကောင်းတဲ့အဓိပ္ပာယ်လေးတစ်ခုနှစ်ခုပဲပြောမယ်ပေါ့တခြားနည်းတွေတဲ့ apply လုပ်တယ်ဆိုတာလက်တွေ့ကျင့်သုံးပြီးတော့လက်တွေ့နှလုံးသွင်းလို့ကောင်းတဲ့အဓိပ္ပာယ်ကိုပြောတာနော်တခြားကတော့မဖြစ်နိုင်တာမဟုတ်ဖြစ်နိုင်တာလေးကြီးပဲဒီစကားလုံးကို define လုပ်တယ်ဆိုတာဟာဒီစကားလုံးနဲ့ပတ်သက်တဲ့ literal meaning ဆိုတာသိအောင်အဲ့ဒါကိုစကားလုံးရဲ့အဓိပ္ပာယ်ကိုရှင်းလင်းပြတာဒီအများကြီးရှိတယ်သို့တော့အဲ့ဒီထက်နှစ်ခုလောက်ပြောရမယ်ဆိုလို့ရှိရင်တော့တစ်ခုကဘာလဲလို့ဆိုရင်တတ္တဝါမဟုတ်ဘဲနဲ့ဒီတတ္တဝါတွေရဲ့အလိုဆန္ဒအတိုင်းမဖြစ်ဘူးတတ္တဝါတွေရဲ့အလိုဆန္ဒအတိုင်းမဖြစ်ဘဲနဲ့သူ့သဘောတိုင်းသူသွားတဲ့အရာတွေလို့ဒီလိုအဓိပ္ပာယ်ရတယ်ဒါကနှလုံးသွင်းမှုအလွန်ကောင်းတယ်ဓာတ်18ပါးဆိုတာကိုကြည့်လိုက်မယ်ဆိုရင်အာရဏနဲ့သိမကွာဘူးပေါ့နော်ဒီဓာတ်18ပါးလို့ခေါ်တဲ့သဘာဝတရားတွေဟာသူ့သဘောတိုင်းသူသွားကြတာကိုယ်ဆန္ဒတိုင်းတစ်ခုမှလိုက်လျောတာမရှိဘူးအဲ့ဒါကြောင့်မလို့သလက္ခဏာဓာရင်တိတိဓာတုရောသူ့သဘောတိုင်းသူသွားတဲ့ဟာတွေလို့ဆိုတဲ့အဓိပ္ပာယ်ဟာဒါနှလုံးသွင်းလွန်ကောင်းတဲ့အရာတစ်ခုပဲပေါ့နောက်တစ်ခုကလူတွေကထင်နေတဲ့ဇီဝအသက်လို့ဆိုတဲ့အရာမြတ်စွာဘုရားကအသက်ဆိုတာကိုရုပ်စီဝိဒနာစီဝိဒဆိုပြီးမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့ဒီအသက်ဆိုတာဟာပြန်ပြီးတော့ repeat ဖြစ်အောင်ဒီရှင်သန်မှုကို protect လုပ်လို့သူ့ကိုဇီဝလို့ခေါ်တာလူတွေထင်တဲ့ဇီဝနဲ့တခြားစီလူတွေထင်တဲ့ဇီဝက
လူတယောက်ဟာသေသွားလို့ရှိရင်အသက်ကလေးကထွက်တယ်လို့ပြောတာကြည့်ပါလားအသက်ထွက်တယ်ဆိုတာအသက်ကဘယ်ကထွက်မှာလဲနော်အသက်ထွက်သွားပြီဆိုအဲ့တော့အသက်ကဘယ်မှထွက်တာမဟုတ်ဘူးအသက်လို့မြတ်စွာဘုရားကဆိုလိုက်တဲ့ဇီဝဟာ protect လုပ်တာဘယ်သူ့ကို protect လုပ်လဲဆိုရင်ရုပ်တရားကိုလည်း protect လုပ်တယ်နံတရားကိုလည်း protect လုပ်တယ် protect လုပ်ထားတဲ့အတွက်ကြောင့်ရုပ်တရားဒီအချိန်တန်တော့ပြတ်သွားတယ်ပြီးတော့ပြန်ဖြစ်တယ်ဒီပြန်ဖြစ်တယ်ဆိုတာကိုကသူ protect ရှိလို့ပြန်ဖြစ်တယ်မဖြစ်တော့ဘူးဆိုရင်ဒါသေတာပေါ့နော်ဒီဇီဝရဲ့ဒီ protection ဆိုတဲ့သူ့ရဲ့ကိစ္စဒီစောင့်ရှောက်ခြင်းဆိုတဲ့ကိစ္စတခုကပြီးသွားတယ်ပေါ့သူမရှိတော့လို့ရှိရင်ပြန်ဖြစ်တာမျိုးမရှိတော့ဘူးရှင်သန်မှုမရှိတော့ဘူးလို့ဒီလိုပြောတာနော်ထွက်သွားတာမဟုတ်ဘူးဘယ်ကမှအဲ့ဒါကြောင့်မလို့ဇီဝလို့ထင်နေတဲ့အထင်အမြင်ကြီးကိုလည်းရှင်းလင်းပြဖို့ရအတွက်မြတ်စွာဘုရားဓာတုကိုခေါ်တယ်လို့ဒီလိုဆိုလိုတာပေါ့နော်ကဲကောင်းပြီဒါဟာ18ခုရှိတယ်ဆိုတာအတွဲလိုက်နားလဲအောင်ဒီအတွဲလိုက်ဖော်ပြထားတယ်ပေါ့ဝိသုဒ္ဓိမက်မှာဝိသုဒ္ဓိမက်မှာလည်းအတွဲလိုက်ဖော်ပြပြီးတော့အဘိဓမ္မာခုနှစ်ကျမ်းမှာလာတဲ့ဝိပင်းကျမ်းမှာလည်းပဲအတွဲလိုက်ဖော်ပြတဲ့သဘောရှိတယ်အဘိဓမ္မတသင်္ဃာကျမ်းနဲ့တော့အတွဲလိုက်ဖော်ပြတာမဟုတ်ဘူးသူကဝတ္ထုက6ခုအာယတနာကအာယုံက6ခုနော်ဝတ္ထု6ပါးအာယုံ6ပါးနောက်ပြီးတော့ဝိညာဉ်က6ပါးဆိုပြီးတော့6လေး18လောက်ထားတာပေါ့နော်အဲ့ဒါကိုအတွဲလိုက်ပြောမယ်ဆိုလို့ရှိရင်တော့အခုဒီဝိသုဒ္ဓိမက်မှာဒီဓာတ်18ပါးကိုအတွဲလိုက်ပြောလိုက်တဲ့အခါကျတော့ဘယ်လိုပြောတော့ဆိုကိုယ့်အကိုပါဠိစကားလုံးမသိလည်းပဲတွဲပါတယ်မျက်စိရယ်အဆင်းရယ်မြင်သိစိတ်ရယ်ဟာဒီလိုတွဲတာပေါ့ဒီလိုတွဲတာအဲ့တော့ပါဠိလိုပြောတဲ့အခါကျတော့စက္ခုဓာတုစက္ခုဓာတုရူပဓာတုစက္ခုဝိညာဏဓာတုဒီသုံးခုကတွဲပဲမျက်စိနဲ့ပတ်သက်တာမျက်စိရယ်စက္ခုဓာတုဆိုတာမျက်စိနော်အဲ့တော့ဓာတုဆိုတဲ့စကားလုံးလေးကိုခုနကအဓိပ္ပာယ်ကတော့ဒီပါဠိလိုနားလည်ရမယ့်အဓိပ္ပာယ်တစ်ခုပေါ့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ element လို့ပဲပြန်တယ်သူကတဘာဝတစ်ခုပေါ့နော်အဲ့တော့စက္ခုဓာတုဆိုတာမျက်လုံးထဲမှာရှိတဲ့အကြည်ယုတ်ကလေးကိုပြောတာနောက်ရူပဓာတုဆိုတာမျက်စိနဲ့မြင်လို့ရတဲ့အဆင်းကိုပြောတာအဲ့တော့မျက်စိနဲ့မြင်လို့ရတယ်ဆိုတဲ့အရာဟာရုပ်တွေထဲမှာဒီတစ်ခုပဲရှိတယ်။ဘုန်းကြီးတို့တွေကအကုန်မြင်ရတယ်ထင်တယ်မမြင်ရဘူး။ရုပ်28ပါးထဲမှာမြင်လို့ရတာဒီရုပ်တစ်ခုတည်းပဲရှိတယ်။နော်။ပထဝီလည်းမမြင်ရဘူး၊အာဘောလည်းမမြင်ရဘူး၊တေဇောလည်းမမြင်ရဘူး၊ဝါယောလည်းမမြင်ရဘူး။ဓာတ်ကြီးလေးပါးဆိုတာလည်းမြင်ရတာမဟုတ်ဘူး။မြင်ရတာဟာဒီအဆင်းရုပ်ကလေးတစ်ခုပဲမြင်ရတယ်။ဓာတ်ကြီးလေးပါးကိုမှီပြီးတော့နေတဲ့အဆင်းရုပ်ကလေးတစ်ခုပဲ။ရုပ်28ပါးတဲ့ကမြင်လို့ရတဲ့ရုပ်ဆိုရင်တရုပ်တစ်ခုပဲရှိတယ်ဒီလိုမှတ်အဲ့ဒါကိုရူပဓာတုလို့သုံးတယ်မြင်လို့ရတဲ့သဘောတတ်တတ်ပဲအဲ့တော့တတ္တဝါလည်းမဟုတ်ဘူးစက္ခုဓာတုလို့ဆိုတာမျက်စိအကြည်ဒါဟာတတ္တဝါမဟုတ်ဘူးဓာတုသူ့တဘာဝတိုင်းသူဖြစ်နေတဲ့တရားရူပဓာတုဆိုတာမျက်စိနဲ့မြင်ရတဲ့အဆင်းဒါလည်းတတ္တဝါမဟုတ်ဘူးဇီဝမဟုတ်ဘူးသူ့တဘာဝအတိုင်းသူဖြစ်နေတဲ့တရားဒါကမျက်စိကိုအမိပြုပြီးတော့ဖြစ်တာကြတော့စက္ခုဝိညာဏဒီစက္ခုနဲ့ရူပနဲ့နှစ်ခုဆုံလိုက်တဲ့အခါကျတော့စက္ခုဝိညာဏဆိုတာလေးပေါ်လာတယ်သူ့ကိုနာမည်ပေးတဲ့အခါမှာရူပဝိညာဏလို့မပေးဘဲနဲ့စက္ခုဝိညာဏလို့ဘာလို့ပေးတာလဲဆိုသူကမျက်စိကိုအမိပြုပြီးတော့ဖြစ်တာကိုအာယုံကြတော့သူကအာယုံအနေနဲ့ဥတည်တာပဲရှိတယ်အာယုံပေါ်မှာမှီဖြစ်တာမဟုတ်ဘူးမျက်စိပေါ်မှာမှီဖြစ်တာဖြစ်သောကြောင့်စက္ခုဝိညာဏလို့ဒီလိုပြောတာနော်ဖြစ်ရဌာနကိုဆွဲပြီးတော့ခေါ်လိုက်တာဖြစ်ရဌာနခွဲခေါ်ပြီးတော့ဆွဲပြီးတော့ခေါ်တယ်ဆိုတာဒါသဘာဝကြဘာလို့လဲဆိုရင်မီးဟာဘယ်ရလာတဲ့မီးပဲဖြစ်ဖြစ်ထင်းကိုဆွဲလောင်နေရင်ထင်းမီးလို့ပဲပြောတာပေါ့gas ကိုဆွဲလောင်နေရင် gas မီးလို့ပဲပြောမှာပေါ့လျှက်စစ်ကိုနေတဲ့မီးကြတော့လျှက်စစ်မီးပေါ့အဲ့ဒါလို့ဆွဲလောင်ရာဌာနတစ်ခုခေါ်ပြီးတော့ပြောတယ်လို့ပဲဒီမှာလည်းပဲမျက်စိကိုဆွဲမိပြီးတော့ဖြစ်တဲ့ဓာတ်သဘောဖြစ်သောကြောင့်စက္ခုဝိညာဏ
မျက်စိကိုမှီပြီးတော့ဖြစ်ပေါ်လာတဲ့အသိစိတ်လို့ဒီလိုဆိုလိုတယ်အဲ့ဒါကိုမြန်မာလိုပြန်တဲ့အခါကျတော့မြင်သိစိတ်လို့ဆိုတာဟာတကယ်တော့မျက်စိနဲ့ပတ်သက်ပြီးတော့အလွဲပြန်လိုက်တဲ့သဘောပဲမြင်သိစိတ်ဆိုတာသူပြောတိုင်းဆိုလို့ရှိရင်မျက်စိထဲမှာဖြစ်တဲ့စိတ်လို့ဒီလိုဆိုလိုတယ်မျက်စိကိုမှီပြီးတော့ဖြစ်တဲ့စိတ်အဲ့လိုဆိုလိုတာအဲ့တော့မျက်စိရဲ့မျက်စိကိုသက္ခုဓာတုမျက်စိကမြင်ရတဲ့အဆင်းရုပ်ကိုရူပဓာတုအဲ့ဒီနှစ်ခုပေါင်းစုံလို့ဖြစ်ပေါ်လာတာကြတော့သက္ခုဝိညာဏဓာတုမျက်စိကိုအမိပြုပြီးတော့ဒီစိတ်ကလေးတစ်ခုပေါ်လာတယ်ဆိုကြည့်ဒီနေရာမှာသက္ခုပတာရယုတ်ရဲ့ရူပဓာတုကရူပယုတ်ရဲ့ရုပ်တွေနှစ်ခုဖော်ပြပြီးတော့သက္ခုဝိညာဏကြတော့သူကနှစ်ခုယူရတယ်ဘာလို့နှစ်ခုယူရတော့ဆိုကုသိုလ်ရဲ့အကျိုးကတစ်ခုအကုသိုလ်ရဲ့အကျိုးကတစ်ခုဘာလို့လဲဆိုမျက်စိကမြင်ပြီးတော့မြင်လို့သိတဲ့စိတ်နှစ်ခုဟာကောင်းတာမြင်ပြီးတော့သိရတာရှိတယ်လို့ဆိုးတာမြင်ပြီးတော့သိတာလည်းရှိတယ်လေအဲ့တော့မကောင်းတာကိုမမြင်နေတာတွေအနိဋ္ဌာယုံဆိုတာတော့အိဋ္ဌာယုံနဲ့အနိဋ္ဌာယုံဒီအိဋ္ဌာအနိဋ္ဌာခွဲခြားချက်ဆိုတာလည်းပဲရေပုံရတတ်မှတ်ချက်တာဖြစ်တယ်ပေါ့ခွဲလို့မရဘူးသေးသေးချာချာခွဲလို့မရဘူးဟောအိဋ္ဌာယုံအနိဋ္ဌာယုံဆိုတာရေပုံရတတ်မှတ်ချက်ဆိုတာဒီ generally speaking ပေါ့ generally speaking အတိအကျပြောလို့မရဘာလို့လဲဒီလူတယောက်ကကြိုက်ရင်ဟိုလူတယောက်ကကြိုက်ချင်မှကြိုက်တယ်သို့တော့အများကြိုက်တစ်ခုပြောတဲ့သဘောပေါ့နော်အိဋ္ဌဆိုတာမျက်စိထဲမှာနှစ်သက်เสียအဆင့်အာယုံတစ်ခုမနှစ်သက်เสียအဆင့်အာယုံတစ်ခုဒီလိုနှစ်ခုခွဲပြီးတော့အိဋ္ဌာယုံကိုမြင်ပြီးတော့မြင်သိစိတ်ဖြစ်လို့ရှိရင်ကုသိုလ်ရဲ့အကျိုးအနိဋ္ဌာယုံကိုမှီပြီးမြင်ပြီးတော့ဖြစ်ပေါ်လာတဲ့အသိစိတ်ကြတော့အကုသိုလ်ရဲ့အကျိုးလို့ဒါကပြောင်းလဲမရှိတဲ့သဘာဝကြီးကိုပြောထားတယ်။ဘာဖြစ်လို့လဲဆိုရင်ဆိုးကျိုးမှန်သမျှအကုသိုလ်ရဲ့အကျိုးကောင်းကျိုးမှန်သမျှကုသိုလ်ရဲ့အကျိုးကုသိုလ်ကဘယ်တော့မှဆိုးကျိုးမပေးဘူးအကုသိုလ်ကလည်းဘယ်တော့မှကောင်းကျိုးမပေးဘူးတဲ့ဟောဒါကတော့ natural law ပဲ natural law နိယာမသဘောတရားကြီးတစ်ခုပဲပြောင်းလို့မရတဲ့သဘောတရားပြောင်းမရဘူးဆိုတာမီးကိုအေးအောင်လုပ်လို့မရဘူးလေမီးဆိုရင်ပူမှာပဲလောင်မှာပဲဒီသဘောကိုပြောတာနော်မီးဆိုရင်2500တုန်းကဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း2000ကကဘာဥကာလမီးကအေးစိမ့်နေတာပဲအခုမီးတွေကပူလိုက်တာလို့ပြောလို့မှမရတာပဲနောက်စနစ်တန်းဟိုးနောက်ပိုင်းရောက်တဲ့အခါကျတော့မီးဟာအေးတဲ့မီးတစ်ခုကဘာမှာပေါ်လာလိမ့်မယ် modern မီးပေါ့ဒီလိုလဲရှိမှမရှိတာနော်မရှိနိုင်ဘူးသူကဘာလို့လဲဆိုရင်ဒီလောက်နေချလေဒါဒီပုံစံတိုင်းပဲလာမှာပဲသူကအဲ့ဒါလို့ဆိုလိုတာပြောင်းလဲလို့မရတဲ့အရာတွေကခစ်တည်ပဲလို့ပဲပြောင်းဒီတဘာဝမပြောင်းတဲ့သဘောကောင်းပြီအခုဓာတ်ပြောလိုက်တဲ့အခါမှာသက္ခုဓာတုဆိုတာသက္ခုပတာရယုတ်ကိုခေါ်တယ်ရူပဓာတုဆိုတာဝဏအစင်ရူပယုံကိုခေါ်တယ်သက္ခုဝိညာဏဓာတုဆိုတာသက္ခုဝိညာဉ်စိတ်ကိုခေါ်တယ်တဲ့ဟောသက္ခုဝိညာဉ်စိတ်လို့ပြောလိုက်တယ်စိတ်ကိုပဲဥတည်ပြီးတော့ပြောမယ်နော်နောက်တစ်ခါကြည့်နားနဲ့ပတ်သက်တဲ့အတွေ့တစ်ခုကသောတာဓာတုတတ္ထဓာတုသောတာဝိညာဏဓာတုဆိုပြီးတော့ဒါနာနဲ့ပတ်သက်တဲ့အတွေ့ကြီးอ่ะသောတာဓာတုဆိုတာအတန်လေးကိုဖမ်းယူနိုင်တဲ့အနေထားရှိတဲ့သောတာပတ္တာယုတ်ကိုပြောတာတတ္ထဓာတုဆိုတာစိတ်ကြောင့်ဥဒုကြောင့်ဖြစ်ပေါ်လာတဲ့အတန်ဓာတ်ကိုပြောတာစိတ်ကြောင့်လည်းဖြစ်တယ်ဥဒုကြောင့်လည်းဖြစ်တယ်အဲ့ဒီအတန်နှမျိုးကိုပဲဒီနေရာမှာတတ္ထဓာတုလို့ခေါ်တယ်အဲ့ဒီအတန်နဲ့နားနဲ့ဆုံလိုက်ပြီလို့ဆိုလိုက်တာနဲ့တပြိုင်တည်းနားပါအမိပြုပြီးတော့သောတာပတ္တာယုတ်ကိုအမိပြုပြီးတော့အသိစိတ်တစ်ခုပေါ်လာတယ်အဲ့ဒါကိုဇာတိစိတ်ဆိုပြီးတော့သောတာဝိညာဏဓာတုသူကလည်းပဲအတန်ကကောင်းတဲ့အတန်မကောင်းတဲ့အတန်လိုချင်စရာကောင်းတဲ့အတန်နဲ့လိုချင်စရာမကောင်းတဲ့အတန်ဆိုပြီးတော့နှစ်ခုခွဲတယ်နှစ်သက်စရာကောင်းတဲ့အတန်ကြားပြီးတော့ဇာတိစိတ်ဖြစ်လို့ရှိရင်ကုသိုလ်ရဲ့အကျိုးမနစ်သက်เสียအတန်ကြီးကြားပြီးတော့ဇာတိစိတ်ဖြစ်လို့ရှိရင်အကုသိုလ်ရဲ့အကျိုးဟောတယ်လို့ခွဲတယ်ဒီမှာလည်းပဲယုတ်ကနှစ်ခုနာငါနှစ်ခုဒီလိုသွားတယ်ပေါ့
နောက်တစ်ခုနှာခေါင်းနဲ့ပတ်သက်ပြီးတော့တွဲလိုက်အဲ့တော့ဗမာလိုရင်ပြောမယ်ဆိုရင်နှာခေါင်းရယ်အနံ့ရယ်နှာခေါင်းကိုမြည်ပြီးတော့ဖြစ်တဲ့စိတ်ရယ်ဟောသုံးခုလာတယ်အဲ့တော့နှာခေါင်းကိုဂါနဓာတုလို့ခေါ်တယ်အနံ့ကိုတော့ခန္ဓာဓာတုလို့ခေါ်တယ်နှာခေါင်းကိုမြည်ပြုပြီးတော့သိတဲ့စိတ်ကြတော့ဂါနဝိညာဏဓာတုဒီမှာလည်းပဲခန္ဓာနှာခေါင်းဆိုတာအနံ့ရတဲ့နေရာကိုအဓိကထားပြောတာနော်နှာခေါင်းပုံတရံကြီးကချွန်းချွန်ပြပြအဓိကမဟုတ်ဘူးပေါ့နှာခေါင်းတရံကြီးကိုပြောတာမဟုတ်ဘူးနှာခေါင်းထဲမှာရှိတဲ့ဒီအနံ့ကိုဖမ်းယူနိုင်တဲ့အနေထားလေးရုပ်ရည်သဘောလေးတစ်ခုကိုခန္ဓာပတ္တာရလို့ခေါ်တယ်အဲ့ဒါလေးကိုခန္ဓာဓာတုလို့ပြောတယ်အဲ့ဒီထဲမှာလာပြီးတော့အနံ့ပေါ်ထင်နိုင်တဲ့အနံ့ကိုတော့ခန္ဓာဓာတုလို့ဒီလိုပြောတာဒါလည်းရုပ်တစ်မျိုးပဲရုပ်တစ်မျိုးစီပဲခန္ဓာဝိညာဏကြတော့အဲ့ဒီအနံ့ပြီးတော့သိတဲ့စိတ်အနံ့ကိုသိတဲ့စိတ်သူ့လည်းပဲခုနလိုနှစ်မျိုးခွဲပေါ့ကောင်းတဲ့အနံ့မကောင်းတဲ့အနံ့ကုသိုလ်ရဲ့အကျိုးအကုသိုလ်ရဲ့အကျိုးဟောနှစ်မျိုးခွဲသွားတယ်နောက်တစ်ခါရှာလျှာနဲ့ပတ်သက်တာကိုလည်းကြည့်လျှာကိုဇီဝါလို့ခေါ်တယ်ဇီဝဓာတုအဲ့တော့ရှာကြီးတစ်ခုလုံးကိုပြောတာမဟုတ်ဘူးအရသာခံလို့ရတဲ့နေရာလေးကိုအရသာသိတဲ့ဇီဝပတ္တာရတည်ရှိတဲ့နေရာလေးကိုဒီနေရာမှာဇီဝါလို့ခေါ်တာနောက်တစ်ခါအဲ့ဒီလျှာပေါ်မှာအရသာပေါ်လာတာဖြစ်တော့ကြောင့်ပေါ်လာတဲ့ဒီအရသာကိုတော့ရတ္တဓာတုလို့ဒီလိုခေါ်တယ်အဲ့ဒီမှာလျှာပေါ်မှာမိပြုပြီးတော့စိတ်တဲ့ရှိတဲ့စိတ်ကြတော့ဇီဝဝိညာဏဓာတုလို့ဟောဒီမှာလည်းပဲလျှာရဲ့အရသာရဲ့ကယုတ်တရားဇီဝဝိညာဏဓာတုဇီဝဝိညာဏဓာတုကစိတ်တရားနံတရားပေါ့သူ့မှာလည်းပဲကောင်းတဲ့အရသာဆိုးတဲ့အရသာနှစ်ခုရှိကိုမလိုချင်တဲ့အရာသာကိုတွေ့ရပြီဆိုလို့ရှိရင်အကုသိုလ်ရဲ့အကျိုးကိုလိုချင်တဲ့အရာသာတွေ့တယ်ဆိုလို့ရှိရင်ကုသိုလ်ရဲ့အကျိုးလို့စိတ်ကိုဒီလိုခွဲတာပေါ့နော်အဲ့တော့အဲ့ဒီမှာစိတ်ကိုယ်တကယ်ကတော့အကျိုးနဲ့ပတ်သက်ပြီးပြောပြမယ်လို့အခုပြောရတဲ့မျက်စိတို့နားတို့လျှာတို့ဒီနှာခေါင်းတို့လျှာတို့ဆိုတာလည်းပဲကံ့ကြောင့်ဖြစ်ပေါ်လာတဲ့ရုပ်တရားတွေပဲဥရုကြောင့်ဖြစ်တာမဟုတ်ဘူးအာရကြောင့်ဖြစ်တာမဟုတ်ဘူးစိတ်ကြောင့်ဖြစ်တာမဟုတ်ဘူးကံကြောင့်ဖြစ်တာကံမစားရုပ်တွေပဲသူတို့ကကဲနောက်တစ်ခုကိုသွားမယ်ဆိုလို့ရှိရင်ဘာတို့သွားမလို့ဆိုလို့ရှိရင်ခန္ဓာကိုယ်နဲ့ပတ်သက်တယ်ခန္ဓာကိုယ်ဆိုတာခုနကနေရာတွေကိုဒါခြံထားလိုက်ဒီမြင်စရာအာယုံကိုမြင်တဲ့နေရာလေးကိုကွက်ကွက်ကလေးခြံထားကြားစရာဒီအတန်တွေရဲ့ပေါ်တဲ့ထင်တဲ့နေရာလေးကွက်ကွက်ကလေးခြံထားနေရာကြီးတစ်ခုကင်ကြည့်လို့ရှိရင်ပူတဲ့အေးတဲ့ကိုယ်ကိုသိနေတာဒါလည်းကာပဒါနာပဲနော်အဲ့တော့နှာခေါင်းကြီးတစ်ခုလုံးကိုလည်းခြံထားအနံ့ရတဲ့နေရာလေးကိုခြံထားလိုက်လေနှာခေါင်းကြီးတစ်ခုလုံးဟာကာပဒါနာလည်းပါမှာပဲအနံ့ရတဲ့တစ်ခုလေးပဲခြံထားလျှာကလည်းပဲခုံလို့တစ်ခုလုံးမဟုတ်ဘဲနဲ့ခုနကအရသာပေါ်တဲ့နေရာလေးတွေခြံထားပြီးခြံတဲ့နေရာကာပဒါနာလည်းပါမှာပေါ့အဲ့တော့ကာယဓာတုလို့ဆိုတာဟာအဲ့ဒီမျက်စိအကြည်နားအကြည်နှာခေါင်းအကြည်လျှာအကြည်ကလွဲခြံတာတွေဟာဒီကာပဒါရလို့ခေါ်တယ်ပေါ့တွေ့လို့ထိလို့သိတဲ့နေရာတွေမှန်သမျှအကုန်လုံးကာပဒါရလို့အဲ့ဒါကိုဒီနေရာမှာကာယဓာတုလို့ခေါ်တယ်အဲ့ဒီကာယဓာတုနဲ့တွဲဘက်အာယုံကျတော့ဖုတ္တပ္ပဓာတုလို့ဆိုတယ်ဖုတ္တပ္ပဆိုတာကထိအပ်တဲ့ထိပြီးတော့သိရတဲ့အရာဖြစ်တော့သူကြတော့ဘာကိုဖုတ္တပ္ပလို့ပြောတာတော့ဆိုပထဝီရယ်ဒေဇောရယ်ဝါယောရယ်ဒီသုံးခုပြောတာတဲ့အဲ့ဒီဓာတ်သုံးပါးဟာထိလို့သိတာဟုတ်တယ်ပေါ့ထိကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီထဲကသုံးခုတည်းတစ်ခုပဲသိတယ်ဒါတော့အကုန်လုံးတစ်ခါတည်းသိတာမဟုတ်ဘူးနော်ဆိုပါစို့ကိုယ့်ရဲ့စမ်းသပ်မှုပေါ်မှာမူတည်တယ်ဘာကိုသိတာလဲပူလားအေးလားစမ်းရင်ဒေဇောကိုပဲစမ်းတာကိုကဒေဇောပဲသိတယ်အမာလားပြော့လားစမ်းရင်ပထဝီကိုပဲသိမယ်ဒေဇောသိမှာမဟုတ်ဟောအဲ့တော့တောင့်တင်းသလားပြော့ဤသလားလို့ဆန်းလို့ရှိရင်ခုနကဝါရောပဲသိမယ်ဒီဘောကိုပြောတာနော်အဲ့တော့
စံတက်ပြီးတော့သိတဲ့စိတ်ဟာလည်းသူကတခုတည်းပဲဖြစ်နေတယ်အာယုံ၃မျိုးယူထားတယ်ပေါ့အဲ့တော့ပထဝီတေဇောဝါယောဆိုတဲ့အဲ့ဒီဓာတ်၃မျိုးကိုထိပြီးတော့သိနိုင်တဲ့ရုပ်၃မျိုးဖြစ်သောကြောင့်သူ့ကိုဖုဒ္ဓဘာယုတ်လို့ခေါ်လိုက်တာအဲ့တော့ဖုဒ္ဓဘာဟာ၃ခုကိုကျန်တာတွေတုန်းကရူပကလည်းတစ်ခုတည်းပဲတတ္တကလည်းတစ်ခုတည်းပဲခန္ဓာကလည်းတစ်ခုတည်းပဲရတ္တကလည်းတစ်ခုတည်းပဲဖုဒ္ဓဘာကျတော့မှ၃ခုဖြစ်တယ်ရုပ်တက်တဲ့အခါကျတော့ဘာဖြစ်လို့၃ခုတုံးဆိုသဘာဝကို၃ခုရှိလို့၃ခုခေါ်တာနော်အဲ့နောက်အဲ့ဒီကာယပေါ်မှာမှီပြီးတော့ဖြစ်ပေါ်လာတဲ့အသိစိတ်လေးကိုတော့ကျတော့ကာယဝိညာဉ်စိတ်လို့ခေါ်တယ်အဲ့တော့ထိတာလည်းပဲညင်ညင်သာသာထိတာရှိတယ်ကြမ်းကြမ်းထန်ထန်ရှိတယ်ဟိုကဆူးကနေဆူးလိုက်တယ်ဆိုအမလေးဖြစ်ရမှာပေါ့နာနာကြီးထိလိုက်တဲ့ဟာကျတော့မကြိုက်တဲ့ဟာကြီးပေါ့ညင်ညင်သာသာလေးထိတယ်ဆိုတဲ့နေရာမှာညင်သာတယ်ဆိုတဲ့နေရာမှာလည်းကိုကြိုက်မကြိုက်ပုံမှာရှိသေးတယ်နော်နွေရာသီပူအိုက်နေတဲ့နေရာမှာလေပြေလေညင်းလေးခံလိုက်ရင်အေးလိုက်လို့ရှာမလေးကောင်းလိုက်တာရေခဲရေလေးတောက်လိုက်ရင်ကောင်းလိုက်တာနဲ့နော်ဆောင်းရာသီအဲ့ဒီရေခဲရေလေးနဲ့ပက်ကြည့်ပါလားဘယ်နဲ့လဲနွေရာသီတုန်းကတော့တကယ်ကိုဟိုနှစ်သက်เสียအာယုံဖြစ်ပေမဲ့လို့ဆောင်းရာသီရေခဲရေနဲ့ကြတော့ဘယ်တက်ရမလဲပေါ့အဲ့တော့ပြောင်းလဲမှုလေးတွေရှိတယ်လို့ဆိုလိုတာဓာရပြောင်းရင်လည်းပြောင်းတယ်ဓာရဆိုတာမျက်စိနာနာလျှာကိုယ်စိတ်ဓာရပြောင်းရင်လည်းဒီတဘာဝပြောင်းသွားတယ်ကြည့်လေရွှေတုံးကြီးကမျက်စိထဲမှာဆိုရင်တော့လှတယ်လေအဲ့ဒီရွှေတုံးနဲ့ခေါင်းထုလိုက်ရင်ဘယ်နဲ့နေမလဲအဲ့တော့အနိဋ္ဌာယုံဖြစ်ပြန်တယ်အဲ့ကြတော့လူရဲ့မစင်ဟာမျက်စိကမကြည့်နဲ့ခိုင်ကြည့်ရင်နုနုညံ့ညံ့လေးဟုတ်လားနှာခေါင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်နံလိုက်တာမပြောနဲ့ဟုတ်ရှားရဲကြတော့အရသာရှိခြင်းရှိမယ်ဒါကြောင့်မို့ခွေးတွေစားတာအဲ့တော့ဒါမျိုးကလေသူကဓာရပြောင်းရင်သူကပြောင်းတဲ့သဘောလေးတွေရှိတယ်ပေါ့ဓာရပြောင်းရင်ပြောင်းတဲ့သဘောလေးတွေရှိတယ်ဒါကြောင့်မို့လို့ရေပုံရတတ်မှတ်ချက်လို့ပြောတာနော်ပုဂ္ဂိုလ်အနေနဲ့လည်းရေပုံရတတ်မှတ်ချက်ဓာရအနေနဲ့လည်းသူ့ဓာရနဲ့သူယူပါတယ်လို့မို့ဆိုလို့ရှိရင်အကုန်လုံးရောထွေးပြီးကမောက်ကမတွေကုန်ဖြစ်ကုန်တယ်အိဋ္ဌာယုံနိဋ္ဌာယုံခွဲတဲ့နေရာမှာအကုန်ကမောက်ကမတွေကုန်ဖြစ်သွားနိုင်တယ်ပေါ့ဧကဝိခုကြည့်လိုက်တဲ့အခါမှာသက္ခုသောတာကန္နာစီဝါကာယဒီတဘာဝတွေကဝတ္ထုယုတ်လို့ခေါ်တယ်နော်စိတ်ရဲ့အခြေခံတွေဖြစ်တယ်အဲ့ဒီဝတ္ထုယုတ်တွေကိုလာပြီးတော့ထင်ဟတ်တဲ့ဟာတွေကဘာလို့ဆိုရူပတ္တရကန္နာရတ္တဖုဒ္ဓဘာအဲ့ဒါလို့ရှိတယ်နောက်တစ်ခါအဲ့ဒီလာပြီးတော့ဒီနှစ်ခုပေါင်းစုံမှုဖြစ်လာတာတွေကြတော့သက္ခုဝိညာဏသောတာဝိညာဏခန္ဓာဝိညာဏဇီဝဝိညာဏကာဝိညာဏလို့ဆိုပြီးတော့ဟောဒီဝိညာဏတွေဟာကြည့်10ခုဖြစ်သွားတယ်အလုံးပေါင်းလိုက်တဲ့အခါကျသူတို့ကလည်းပဲအသိစိတ်ကလေးတွေမို့သူတို့ဝိညာဏဆိုတဲ့နာမည်ပေးထားတာနော်သိစိတ်တစ်မျိုးပဲမျက်စိကမြင်ပြီးတော့သိလိုက်တယ်နားကကြားပြီးတော့သိလိုက်တယ်နှာခေါင်းကအနံ့ရပြီးတော့သိလိုက်တယ်နားအတန်လျာကအရသာခံပြီးတော့သိလိုက်တယ်ခန္ဓာကိုယ်ကထိပြီးတော့သိလိုက်တယ်ဆိုရင်အဲ့ဒီသိလိုက်တဲ့သဘာဝလေးတွေကိုဟောဝိညာဏလို့ခေါ်တယ်အလုံးစိတ်က10ခုဖြစ်သွားတယ်ပေါ့ဟောနောက်ဆုံးတစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင်မနဓမ္မမနောဝိညာဏမနောဓာတုရဲ့ဓမ္မဓာတုရဲ့မနောဝိညာဏဓာတုရဲ့ဒီနေရာမှာမနောဓာတုဆိုတာဘဝင်စိတ်တွေပါဝင်သူကြတော့အဝိဇ္ဇာမှာပါတယ်ပိဿတရဝိဇ္ဇံတို့တမ္ပတိဆိုင်တို့ဒါတွေကိုမနောဓာတုလို့ခေါ်တယ်အဲ့ဒီမနောဓာတုနဲ့ဓမ္မဆိုတာတော့သူကဓမ္မလို့နာမည်ပေးလိုက်တာကရူပလည်းမဟုတ်ဘူးတတ္တလည်းမဟုတ်ဘူးခန္ဓာလည်းမဟုတ်ဘူးရတ္တလည်းမဟုတ်ဘူးဖုဒ္ဓဘာလည်းမပါဘူးနော်ရူပတတ္တခန္ဓာရတ္တဆိုတာက၄ခုဖုဒ္ဓဘာက၃ခု9ခုရှိတယ်အဲ့ဒီ9ခုကကျွင်းတဲ့ဉာဏ်တဲ့အာယုန်တွေကိုဓမ္မလို့သုံးလိုက်တယ်ဘာဝအာယုန်အဲ့ဒီဓမ္မထဲမှာဘာတွေပါတော့ဆိုရင်စိတ်တွေပါတယ်စေတသိက်တွေအားလုံးပါတယ်နော်ရုပ်တွေတဲကတိမ်မွေးတဲ့ဒုက္ခမယုတ်16ခုပါတယ်ပြီးတော့နိဗ္ဗာန်ပါတယ်အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့
ခန္ဓာနဲ့ပြောမယ်ဆိုလို့ရှိရင်ဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာပေါ့ဟုတ်ကလားစေတသိက်တွေပါတယ်ဆိုတော့စိတ်မပါဘူးစေတသိက်ပါတယ်ဆိုတော့ဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဆိုတော့ခန္ဓာက3ခုအဲ့မှာဒုက္ခမယုတ်ဆိုတာကသိမ်မွေးတဲ့ယုတ်က16ခုဆိုတော့ပေါင်းလိုက်တော့ဘယ်လောက်ဖြစ်သွား19ခုအဲ့ဒီထဲမှာနိဗ္ဗာန်ထဲလိုက်တဲ့အခါကျတော့20ဓမ္မတဆိုတာအဲ့ဒီသဘာဝတရား20ကိုပြောတယ်လို့ဒီရှုထောင့်ကနေတွေ့ရင်ဒီလိုရတယ်ပေါ့ဝေဒနာတင်ညာသင်္ခါရဆိုတဲ့ခန္ဓာ3ပါးစေတသိက်ခန္ဓာ3ပါးကို3ကဏ္ဍနဲ့ယူပြီးတော့ပြောတာစေတသိက်52နဲ့ယူပြောရင်တော့ကဏ္ဍကြီးသွားမှာပေါ့နော်အဲ့တော့ဝေဒနာတင်ညာသင်္ခါရဆိုတဲ့3ကဏ္ဍနဲ့ယူလိုက်ပဲဒုက္ခမယုတ်က16ခုအလုံး19ခုပေါင်းလိုက်တဲ့အခါကျတော့ဒါကသင်္ခတအသင်္ခတနိဗ္ဗာန်ကိုထည့်လိုက်တဲ့အခါကျတော့20အဲ့ဒီ20ကိုဓမ္မဓာတုလို့ခေါ်တာပဲအဲ့ဒီဓမ္မဓာတုဟာမနောဓာတုနဲ့ဓမ္မဓာတုနှစ်ခုစုံလိုက်တဲ့အခါမှာဖြစ်ပေါ်လာတာတွေကမနောဝိညာဏတွေတဲ့နော်86ခုစိတ်ပေါင်းခုနတုန်းက10ခုနှုတ်ထားပြီးတော့86ခုဒီလိုဆိုလိုတာပေါ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့စိတ်စေတသိက်ရုပ်တရားတွေကြီးပဲအကုန်လုံးနိဗ္ဗာန်အပါဝင်စိတ်စေတသိက်ရုပ်ပရမတ္ထတရား၄ပါးကိုဟောတာပဲအဲ့တော့ဓာတ်18ပါးဆိုတဲ့အထက်မှာပရမတ္ထတရား၄ပါးအကုန်လုံးပါသွားတာပေါ့နော်အာယတနာ12ပါးထဲမှာလည်းပရမတ္ထတရားတွေပါသွားတယ်အကုန်လုံးပါသွားတယ်ဓာတ်ထဲမှာလည်းအကုန်ခန္ဓာထဲမှာကျတော့နိဗ္ဗာန်မပါဘူးခန္ဓာကျတော့နိဗ္ဗာန်မပါရဘူးကျန်တာတွေကျတော့နိဗ္ဗာန်မှာအပါဝင်လို့ဒီလိုသုံးတာဓမ္မဆိုတဲ့အထက်မှာနိဗ္ဗာန်ဓမ္မယေတနာဆိုတဲ့အထက်မှာနိဗ္ဗာန်ပါတယ်ဓမ္မတ္တဆိုတဲ့အထက်မှာလည်းနိဗ္ဗာန်ပါတယ်အဲ့ဒါလို့ဓာတ်18ပါးကိုမြတ်စွာဘုရားအခုလို့ခေါ်တာဟာကြည့်လိုက်တဲ့အခါမှာခဏတင်ညာလို့သမုဟခဏစုထားသည့်အတွက်ကြောင့်ပုဂ္ဂိုလ်တတ္တဝါအနေထားမျိုးကြီးဖြစ်သွားတယ်ဒါတွေကပုဂ္ဂိုလ်တ attva တွေမဟုတ်ဘူးသူဆိုင်ရာဆိုင်ရာအကြောင်းအနေနဲ့ဒီလိုဖြစ်ရတာအကြောင်းနဲ့အကျိုးနှစ်ခုတွဲပြီးတော့ဟောသွားတာဒီနေရာမှာစက္ခုနဲ့ရူပကအကြောင်းစက္ခုဝိညာဏကအကျိုးဒီလိုယူရမှာပေါ့နော်အဲ့တော့ဗာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်စဉ်းစားကြည့်လိုက်လို့ရှိရင်စက္ခုဓာတုဆိုတာစီမျက်နှာဖြင့်နဲ့တူတယ်ရူပဓာတုကစီတီးတဲ့ဒုတ်နဲ့တူတယ်စီမျက်နှာပြင်မှာဒုတ်နဲ့ရိုက်လိုက်တဲ့အခါကျတော့စီတံပေါ်လာအဲ့ဒီပေါ်လာတဲ့စီတံနဲ့စက္ခုဝိညာဉ်စိတ်နဲ့တူတယ်လို့ဒီလိုဥပမာနဲ့နားလည်ရမှာပေါ့နော်အဲ့တော့ဒီယုံနှစ်ခုထိခိုက်မှုကြောင့်မို့လို့စက္ခုရူပနှစ်ခုထိခိုက်မှုကြောင့်စက္ခုဝိညာဉ်စိတ်ဖြစ်တယ်ဒါကိုပဲမြတ်စွာဘုရားထိုသုတ်တန်နေမှာဟောထားတာစက္ခုံစပဋိစ္စရူပေစ္စဥပ္ပစ္စတိစက္ခုဝိညာဏဆိုပြီးဒီလိုဟောတာလေစက္ခုပဒါရနဲ့ရူပယုံဒီနှစ်ခုကိုဆွဲပြုပြီးတော့စက္ခုဝိညာဉ်စိတ်ဖြစ်တာပါတဲ့ဖြစ်ပြီးတော့အဲ့မှာလက်တွေ့အနေနဲ့ဆက်ပြီးတော့ဘာဟောတော့ဆိုတိဏ္ဍသင်္ကတိဖတ်တော့တယ်အဲ့ဒီသုံးခုဆုံးပြီးခြင်းကြောင့်ဖတ်တာဆိုတာလာတယ်အာယုန်နဲ့စိတ်နဲ့ဆက်သွယ်သွားတယ်ဆက်သွယ်သွားသည့်အတွက်ကြောင့်ဖတ်တာပစ္စယဝေဒနာခံစားမှုတွေလာတယ်ခံစားမှုလာသည့်အတွက်ကြောင့်ဝေဒနာပစ္စယတဏှာလိုချင်တယ်ဆိုတာလာတယ်လိုချင်တာလာသည့်အတွက်ကြောင့်တဏှာပစ္စယဥပါဒနာဆွဲလန်းတယ်ဆိုတာလာတယ်ဆွဲလန်းတာဖြစ်သောကြောင့်ဥပါဒနာပစ္စယဘဝဆိုပြီးတော့ဘဝယတ္တိရေးအတွက်ကံတရားတွေကိုလှုပ်လာတယ်ဘဝဆိုတာကံတရားကြောင့်ရလာတယ်ဟောဒီလိုဟောတာဟုတ်ကဲရပြီဘဝရလာရင်ဘာဖြစ်မလို့ဘဝပစ္စယဇာတိပဲစလာပြီစလာရင်ဘာဖြစ်ဇာတိပစ္စယသရမရဏဒါကလုံးဝရှောင်လွဲလို့မရတဲ့ပြဿနာပဲပေါ့ဒီဟာဇာတိပြီးရင်သရမရဏဆိုကျင်းနေလာမယ်ဟာဧလောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတာလာကြမလာမှာနော်လာကြမလာတတ္တဝါတိုင်းမှာလာတယ်လို့ပြောလို့မရဘူးလေဥပမာယန္တာဖြစ်သွားရင်ဘယ်လာတော့မှာတော့တောကဆိုတာလာသေးလားပရိဒေဝလည်းမလာတော့ဘူးဒုက္ခတော့လာတယ်ဒေါမနတမလာဘူးဥပါယတမလာဘူးဟုတ်ကဲ့ဒီလိုတွေရှိတာကိုအဲ့ဒါကြောင့်မို့လို့ဇာတိပစ္စယသရမရဏံဆိုတာကိုပထမထားတယ်
ဒါကြောင့်မလို့အဲ့ဒီနေရာမှာရွတ်တဲ့အခါမှာဇာတိပစ္စယစရာမရဏမဟုတ်ဘူးဇာတိပစ္စယစရာမရဏလို့ရွတ်ပြီးတော့မှခဏလောက်နားပြီးတော့မှတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတမောတိလို့ဒီလိုဆိုရတယ်အဲ့လိုမဟုတ်ဘဲနဲ့တချို့ကမှားပြီးတော့ဆိုတယ်ဇာတိပစ္စယစရာမရဏတောကပရိဒေဝဆိုအဲ့ဒီဟာမမှန်ဘူးဇာတိပစ္စယစရာမရဏပြီးတော့မှတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတမောတိဟောဒီလိုဆိုရမယ်ပြိဿသမုပ္ပါဒါကြောင့်မို့လို့ဒီဓာတ်18ပါးကိုမြတ်စွာဘုရားအကြောင်းနဲ့အကျိုးနဲ့ဝတ္ထုနဲ့အာယုန်နဲ့တွဲဆက်သည့်အတွက်ကြောင့်စိတ်ဆိုတာပေါ်လာရတယ်ဆိုတာအသေးစိတ်ရှင်းပြထားတာအမှန်တမ်းထင်ရှားတဲ့ဒီအသေးစိတ်ဓာတ်ကိုဆင်ញင်ကြည့်လို့ရှိရင်ဒီသဘောတွေကုန်မြင်နေရကိုယ်တဏ္ဍာမှာစိတ်တွေဖြစ်နေတာကိုဒါနဲ့ဆင်ញင်ပြီးတော့ကြည့်ဒါနဲ့ဆင်ញင်ကြည့်မျက်စိနဲ့အစင်းစုံတဲ့စက္ခုဝိညာဉ်စိတ်ဖြစ်တယ်ပြီးတော့ဘာလာမတုံးဆိုရင်မနောဓာတ်နဲ့ဓမ္မဓာတ်နဲ့ဆုံတဲ့မနောဝိညာဏစိတ်ဖြစ်တယ်ဟောစက္ခုဒွါရမှာလည်းပဲအဲ့ဒီထီအောင်သွားရမယ်နှစ်ခုစီပေါင်းမယ်နော်မျက်စိနဲ့အရှင်ဆုံတာနဲ့တပြိုင်နဲ့မနနဲ့ဓမ္မနဲ့ဆုံသွားတယ်လို့ဒီလိုပြောရစိတ်ကိုလာထိတာပေါ့နော်ဒါကြောင့်မလို့အာယုန်တွေကဆုံလို့ရှိရင်ဓွေတုဓွာရီတုတဲ့ဓွာရနှစ်ခုမှပေါ်တယ်လို့ဒီလိုပြောတယ်မျက်စိမှမြင်တာနဲ့ဟုတ်လားဘဝင်ကမနဆိုတယ်မနောဓာရမှာလည်းတခါတည်းထင်တယ်နားကအတန်ကြားလိုက်တာနဲ့မနဆိုတဲ့ဘဝင်မနမှာလည်းတွားပြီးတော့အတန်ကြားတယ်နှာခေါင်းကအနံ့ရလိုက်တာနဲ့ဟိုမှာလည်းတွားကြားအဲ့တော့အဲ့ဒီဟာတကယ်တော့တော်တော်လေးတော့ထူးဆန်းတယ်ပေါ့ခွန်ကြီးတို့လွန်ခဲ့တဲ့နှစ်လောက်ကမလေးရှားသွားပြီးတော့ဗိဓမာသင်္นานပို့ချတဲ့အခါမှာအဲ့ဒီမှာရူမေးနီးယားဘူဂေးရီးယားကကိုတော်ကြီးတပါးပါလာဦးစင်ကြီးတပါးပါလာတော့သူကစီတီခွေလေးတစ်ခုပြတယ်ဘုန်းကြီးစီတီခွေကကွန်ပျူတာနည်းစနစ်နဲ့လုပ်ထားတာပေါ့လူရဲ့ခန္ဓာကိုယ်မျက်စိကနေပြီးတော့အဆင်းအာယုံကိုမြင်တဲ့အခါမှာအုံနောက်ထဲထိအောင်သွားတဲ့အလင်းတန်းလေးကိုသူကပုံဖော်ပြီးတော့ပြထားတာအစင်လားလောက်ထားတာလားတော့မသိဘူးပေါ့နော်အဲ့တော့စေကုတဲ့နေရာမှာလည်းပဲဒါအသုံးကျတယ်နဲ့တူတယ်အဲ့လိုလောက်ထားရှိတယ်မျက်စိကနေပြီးတော့အလင်းတန်းလေးဝင်လာလိုက်တယ်မျက်စိအကြည့်ထဲမှာထင်အဲ့ဒါကနေပြီးတော့နားကြောတွေဒီနားရဲ့နောက်ထီအောင်ဖြတ်သွားပြီးနောက်စီထီရောက်သွားတယ်အဲ့ဒီအလင်းတန်းလေးအဲ့ဒီနောက်စီထီအောင်ရောက်သွားမှသူကမြင်တယ်ဆိုတာဖြစ်တာမျက်လုံးနဲ့ပေါ်ယုံနဲ့ဖြစ်ဘူးအဲ့ဒီမှာနားလောက်မှာ block ဖြစ်နေလို့ရှိရင်နားကိုကြော်ဖြတ်ပြီးတော့နောက်စီနားထီအောင်မရောက်ဘူးဆိုရင်မမြင်ဘူးတဲ့ကြောင်တုံကန်းခေါ်တဲ့အဲ့ဒါနော်မျက်စိကြည့်လိုက်ရင်ပတာရယုတ်ကအကောင်းပဲဒါပေမဲ့ဂျားထဲမှာ block ဖြစ်နေတာblock ဖြစ်နေတော့အဲ့ဒီအလင်းတန်းဟာအနောက်ထီအောင်ဝင်လို့မရဘူးမဝင်လို့မရဘူးတဲ့အခါကျတော့သူမြင်တယ်ဆိုတာမရှိဘူးမျက်စိကြီးကအကောင်တိုင်းပဲမမြင်ရဘူးကြောင်တုံကန်းတယ်အဲ့ဒါလေတကယ်တော့စဉ်းစားကြည့်မိတယ်ပေါ့အေးစက္ခုပတာရရဲ့နောက်ကဘဝင်ကမနရဲ့ဆိုဘဝင်ကမနကနောက်စိတ်သားများရောက်နေလားလို့စဉ်းစားရတာပေါ့နော်အုံနောက်ဆိုတော့အဲ့ဒီမှာသွားပြီးတော့ဒီအာယုံရဲ့ရိုက်ခတ်မှုကအဲ့ဒီမှာသွားထင်ပြီးတော့ဘဝင်စိတ်ကနေလှုပ်ပြီးတော့အသိစိတ်ပေါ်လာတာဖြစ်နိုင်တယ်လို့ဒီလိုပြောတာဟုတ်နော်သူတို့ဒါစမ်းသပ်ပြီးတော့ချိန်ထားတဲ့ဟာတစ်ခုပေါ့အလင်းအာယုံလေးနဲ့ပြလိုက်တယ်မျက်စိကနေပြီးတော့အလင်းအာယုံတစ်ခုဝင်လာလိုက်တယ်အဆင်းအာယုံလေးကဝင်လာပြီးတော့အဲ့ဒီအယောင်တန်းလေးကဘယ်ထိအောင်သွားအောင်ဆိုဖြတ်ပြီးတော့သွားလိုက်တာနားကြောနောက်ကနေပြီးတော့ဖြတ်ပြီးနောက်စီနာထိရောက်သွားတယ်အဲ့ကြတော့မှမြင်တယ်ဆိုတာဖြစ်တယ်ဈာထဲမှာ block ဖြစ်ရင်မျက်စိကောင်းပြီမမြင်ဘူးတဲ့အဲ့တော့ဘဝင်စိတ်နဲ့သွားတွဲမှမြင်သည်ဆိုတာဖြစ်တာကိုဒါကြောင့်မလို့စာထဲမှာဆိုတာနဲ့တော့အမြဲတမ်းကြိုက်တယ်ဓွေတုဓွာရီတုဓွေတုဓွာရီတုဓွာရနှစ်ခုမှာအာယုံဟာထင်ရမယ်တဲ့အစင်အာယုံကလည်းဓွာရနှစ်ခုစက္ခုဓွာရနဲ့မနောဓွာရအတန်ကလည်းပဲသောတာဓွာရနဲ့မနောဓွာရအနတ်ကလည်းခန္ဓာဓွာရနဲ့မနောဓွာရလျှာကလည်းဇီဝဓွာရနဲ့မနောဓွာရကိုယ်ကလည်းကာယဓွာရနဲ့မနောဓွာရဒီလိုဆိုလိုတာပေါ့
အဲ့ဒီလိုနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့မှစိတ်ဆိုတာဖြစ်ပေါ်လာတယ်လို့ဒီလိုဒါမတ္တမသဘာဝယုတ်တိရှိတယ်ပေါ့အဲ့ဒီမှာစိတ်ကလေးတွေဖြစ်ပေါ်ပုံကိုဒီဓာတ်တွေမှာမြတ်စွာဘုရားကဟောထားတဲ့အခါမှာမြတ်စွာဘုရားကကြည့်ဓာတ်18ပါးကိုဟောတဲ့အခါမှာစက္ခုဝိညာဉ်စိတ်ရဲ့အကြောင်းတရားအနေနဲ့စက္ခုပတာရနဲ့ရူပယုံဒီနှစ်ခုကိုအကြောင်းတရားအနေနဲ့မြတ်စွာဘုရားဟောလိုက်ဒီနှစ်ခုတင်ဟောပြီးတော့ကျန်တာတွေကိုဘာလို့မဟောတာတော့လို့ကျန်တဲ့အကြောင်းတွေကဒီနှစ်ခုကမပါမရှိတဲ့အဓိကအကြောင်းတွေပဲကျန်တာတွေက condition တွေပေါ့အခြေအနေတွေကိုပြီးဘာလဲလို့ဆိုတော့အခြေအနေဆိုတာဒီစက္ခုဝိညာဉ်စိတ်ဖြစ်ဖို့ရအတွက်ဒီနှစ်ခုတွေမကဘူးတဲ့ဘာလို့ဆိုလို့ရှိရင်မျက်စိရှိတယ်အဆင်းအာရုံရှိတယ်ဒီနှစ်ခုအပြင်ဘာလာရမလို့ဆိုလို့ရှိရင်ဒီနှစ်ခုကြားမှာအလင်းအောင်ဆိုတာလာရမယ်ပြီးတော့နောက်နှလုံးသွင်းဆင်ခြင်မှုဆိုတာလားနှလုံးသွင်းမှုဆိုတာတော့တခြားပြောတာမဟုတ်ပါဘူးပိဿတရဝိဇ္ဇာစိတ်ဖြစ်ပြီးမှစက္ခုဝိညာဉ်စိတ်ကဖြစ်လို့ရတာကိုစက္ခုဝိညာဉ်စိတ်ဖြစ်ဖို့ရာအတွက်မျက်စိရဲ့အဆင်းအာရုံရဲ့ဆုံရမယ်ဆုံမှုအတွက်အလင်းလိုအပ်တယ်နောက်ပြီးတော့နှလုံးသွင်းလိုအပ်တယ်၄ခုအဲ့ဒါကြောင့်မို့လေဒီဆရာတော်ကြီးကစက္ခာလောကရူပထင်ကြီးမနတိလေးလီစက္ခုကိုဆိုပြီးတော့နော်အဆင်းအာရုံတစ်ခုကိုသိတဲ့ဟာတစ်ခုဟာ၄ခုစုံမှသိလို့ရတယ်လို့အကြောင်းကိုပြောတာသို့တော်မြတ်စွာဘုရားကဒီနှစ်ခုပဲဟောလိုက်တယ်အဓိကနှစ်ခုကိုပဲဟောတယ်နော်တခါကျတော့အလင်းမပါဘဲနဲ့လည်းမြင်ကောင်းမြင်လိမ့်မယ်စွမ်းတဲ့လူတွေကနော်အဲ့ဒါကြောင့်မို့လို့အလင်းဆိုတာအထောက်အကူသဘောလောက်ပဲထားတာမဟုတ်ထဲ့မဟောတာလည်းဖြစ်ချင်းဖြစ်မယ်သို့မဟုတ်ဗราဏအကြောင်းနှစ်ခုကိုသာဟောပြီးတော့ကျန်တာတွေက understood ပေါ့နားလည်လောက်လို့မဟောတာလည်းဖြစ်နိုင်တယ်ပေါ့အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့ဒီအကြောင်းတရားကြောင့်အသိစိတ်ကလေးတွေပေါ်လာပုံကိုဒီလိုထင်ထင်ရှင်းရှင်းကြီးမြတ်စွာဘုရားကဟောထားတယ်အဲ့ဒီထဲမှာထက်မှတ်ရမှာတော့အလင်းနဲ့နှလုံးသွင်းဆိုတာကိုထက်မှတ်အတန်ကြတော့အာကာသဆိုတာလိုအပ်တယ်ပေါ့အကြာဒါကြောင့်မို့သောတာကာသတတ္ထထင်ပြီးမနတိလေးလီသောတာဖို့ဆိုဒီနှလုံးသွင်းရတော့အလုံးအတွက်ပါမယ်အဲ့ဒီသောတာကြတော့နားပိတ်နေကြရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့အကြာအပေါက်ဒီအာကာသဆိုတာရှိရမယ်ပေါ့နှာခေါင်းကြတဲ့အခါကျတော့လေရဲ့အကူအညီရရတယ်လေကမှဒီအနံ့ကိုတည်ဆောင်လာတာလေပန္တရင်လေညင်းဆောင်ဆိုတာလို့ပေါ့လေကနေပြီးတဲလာပြီးနှာခေါင်းထဲပို့တဲ့အခါမှာအနံ့ဆိုတာရတာလေအဲ့ဒါကြောင့်မလို့နွားတွေလေးရှူတာကိုတွေ့ဘူးရတယ်မဟုတ်လားတောသူတောသားမှသိမှန်တာဟာမြို့ကလူတွေကသိချင်မှသိတောထဲမှာနွားတွေပဲမျက်စားလို့အနတ်တစ်ခုရတယ်ဆိုလို့ရှိရင်အဲ့ဒီနွားကခေါင်းကြီးမော့ပြီးတော့နှာခေါင်းကြီးတွန့်ပြီးတော့အာရပါရရှူတာရှိတယ်နွားတွေရဲ့သဘာဝကအဲ့လိုရှိတယ်အဲ့ဒါဘာလို့ဆိုရင်လေအားနဲ့သူကအနံ့ကိုရှူကြည့်တာနော်ကြားဘူးလိမ့်မယ်ဒီဆင်းနေပါလေလဲတူတူပဲတောရိုင်းတိရစ္ဆာန်တွေဟာသူကအနံ့ခံတတ်တယ်လေအဲ့လိုအနံ့ခံတဲ့အခါမှာဆင်းနေပါလေဆိုလဲနှာမောင်းကိုမြောက်ပြီးတော့အနံ့ခံတာသူကအဲ့ဒါမှအနံ့ရတာလေအားယူတာပေါ့အဲ့တော့လူလည်းပဲလောက်ပါတယ်ရှုွက်နဲ့လောက်တာပဲအဲ့ဒါလို့အနံ့ခံပြီးတော့ကြည်တာလေအဲ့ဒါကြောင့်မို့လို့ခန္ဓာကြတော့ခန္ဓာဝါဒခန္ဓာထင်ကြီးမနတိလေးလီခန္ဓာကိုလို့ဆိုပြီးအနံ့ထင်မို့ရအတွက်လေလိုအပ်တယ်ပေါ့တခါလျာကြတော့သူက6ကက်ကြီးဆိုရင်အရသာမပေါ်ဘူးဒါကြောင့်မလို့သွေးလေးနဲ့သူကဆွတ်ပေးလိုက်တာအရေးပျော်သွားတဲ့အခါမှာသူကအရသာပေါ်တာဟုတ်အဲ့ဒါကြောင့်မလို့အာဘောလိုအပ်တယ်တဲ့အာပနဲ့မနတိနှစ်ခုထပ်ထည့်တဲ့အခါကျတော့ဘာသာပေါ်လာထို့တူပဲကာယကြတော့သူကဘာလို့ဆိုပထဝီနော်ပထဝီအမာအတဝန်းခဲရှိဖို့လိုတယ်ပေါ့ပထဝီရဲ့နှလုံးသွင်းရဲ့နှစ်ခုထည့်လိုက်တဲ့အခါကျတော့၄မျိုးဖြစ်တယ်ပေါ့တခါအသိစိတ်နဲ့ကြတော့သူကဘဝင်ကမနရဲ့ဓမ္မရဲ့မနတိကာရရဲ့သူထက်တော့၃ခုတည်းတယ်အဲ့ဒီ၃ခုနဲ့အကြောင်း၃ခုဆုံလိုက်တဲ့အခါကျတော့မနောဝိညာဉ်စိတ်ဖြစ်တယ်လို့ဟောတယ်လို့စိတ်ဖြစ်ပုံလေးတွေကိုမြတ်စွာဘုရားဟာဓာတ်18ပါးမှာအသေးစိတ်ခေါ်တာဖြစ်တော့ကြောင့်အဲ့ဒီဓာတ်18ပါးနဲ့ဘုန်းကြီးတို့တွေဟာ
ဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ကိုကြည့်မယ်ဆိုလို့ရှိရင်တတ္တဝါဆိုတဲ့အထင်ကြီးကလည်းပျောက်သွားနိုင်တယ်ဇီဝဆိုတဲ့မှားယွင်းတဲ့အထင်ကြီးကလည်းပျောက်သွားနိုင်တယ်ဒါကြောင့်မို့တတ္တဆိုတဲ့အထင်ဇီဝဆိုတဲ့အထင်ပျောက်သွားအောင်ဟောဒီဓာတ်18ပါးကိုဆင်ញင်သုံးသပ်ပြီးတော့မိမိရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဓာတ်18ပါးရဲ့သဘာဝတရားတွေကိုဆင်ញင်သုံးသပ်ခြင်းဖြင့်တဏှာမှာရှိကြစွာကနေမှားလာတဲ့ဇီဝတင်ညာအသက်ဆိုတဲ့အတွေ့အကြုံအမှတ်ထင်မှုကြီးတတ္တတင်ညာတတ္တဝါဆိုတဲ့အထင်မှတ်မှားမှုကြီးဟာပျောက်ကင်းသွားနိုင်တယ်လို့အဲ့ဒါမပျောက်မချင်းဘုန်းကြီးတို့တွေမှာတဏှာဆိုတာဖယ်လို့မရဘူးဒေါသဆိုတာဖယ်လို့မရဘူးလောဘဆိုမောဟဆိုတာဖယ်လို့မရဘူးတတ္တတင်ညာဇီဝတင်ညာဆိုတာဖယ်ရှားလိုက်နိုင်တဲ့အခါမှာတွေ့တာမှုတွေအားလုံးဖယ်ရှားနိုင်မှာဖြစ်တယ်တွေ့တာမှုတွေအားလုံးဖယ်ရှားနိုင်မှသာလေတဏှာကိုဆင်းရဲကလွတ်ကင်းပြီးတော့ဒုက္ခတွေအဆုံးသတ်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့ဓာတ်18ပါးကိုအလေးနဲ့ဆင်ញင်စဉ်းစားပြီးတရားဓမ္မကိုသိမြင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း